အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဇနီးမောင်နဲ့နှစ်ယောက်တပတ်ပြီးတပတ်ပေါ့နော်အခုဒီမိုးတုံးနေ့ည9:00 နာရီတိုင်းမှာလုပ်တဲ့ war program ကနေအဆင့်ဒီအိမ်တော်ရေးပေါ့နော်ခရစ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့ဝေပြခဲ့တာအခုဆိုရင်ဒါအပိုင်း9ဖြစ်ပါပြီသို့တော်လည်းကျွန်တော်တို့ဒီအပိုင်း9မှာပဲနောက်ဆုံးအနေနဲ့ရလိုက်မှာဖြစ်တယ်တော့ဒီနေ့ကျွန်တော်တို့ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကတော့ကျွန်တော်တို့ family vision မိသားစုရဲ့ယူပါယုံဆိုတာဘာလဲဆိုတဲ့အရာလေးကိုကျွန်တော်အဓိကထားပြီးတော့ပြောသွားမှာဖြစ်တယ်ဒါပေမဲ့အခြားသောခန္ဓာတွေမှာလိုအပ်တဲ့ဒီအချက်လက်တွေကိုလည်းပေါ့နော်ဒီနေ့မှာလည်းအဆုံးသက်လေးဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ထည့်သွင်းပြီးတော့ပြောမှာဖြစ်တယ်ဆိုတော့ family vision မိသားစုရဲ့ယူပါယုံလို့ပြောတဲ့အခါမှာဒါကလေးတွေလည်းပါတယ်နော်နောက်ခင်မွန်တဲ့ဇနီးတဲ့အကုန်လုံးပါသွားပြီဖြစ်တယ်သို့တော်လည်းပဲကလေးငယ်တွေကတော့နော်သူတို့ရဲ့ဘဝအသက်တာထဲမှာဒီယူပါယုံဆိုတဲ့အရာကိုသူတို့ကသင်ယူဖို့လေ့လာဖို့ဘုရားသခင်နဲ့အဆက်အသွယ်ရဖို့ဆိုတဲ့အရာတွေကအချိန်ယူရတာဖြစ်တယ်ဆိုတော့ယူပါယုံဆိုတာကဘုရားသခင်ကပေးမှပဲရတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကလေးငယ်တွေကသူတို့ရဲ့ယူပါယုံကို exercise ဆိုတဲ့လက်တွေ့ပေါ့နော်အကောင့်ထဲမှာပေါ်ခင်မှာအရင်ဆုံးဒီဇနီးတဲ့ခင်မွန်းတဲ့နှစ်ယောက်ရဲ့ယူပါယုံဟာတိတ်ပြီးတော့အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ family vision လို့ပြောလိုက်တဲ့အခါမှာအဓိကပြောချင်တာကတော့ခင်မွန်းတဲ့ဇနီးတဲ့နှစ်ယောက်ရဲ့ယူပါယုံဟာအတူတူဖြစ်ရလားဒါမှမဟုတ်ရင်မတူဘူးဆိုရင်ကောဘယ်လိုပုံစံနဲ့သွားလို့ရတယ်လဲပေါ့နော်အဲ့ဒီယူပါယုံအပေါ်မှာမူတည်ပြီးတော့နော်ကိုယ့်ရဲ့သားသမီးတွေမိသားစုအနာဂတ်ဟာသူကအပြောင်းလဲအများကြီးဖြစ်သွားမယ်နော်ဘုရားသခင်ပြတဲ့ယူပါယုံအပေါ်မှာကျွန်တော်တို့ဘယ်လိုပုံစံနဲ့နောက်ကနေရှောက်လန်းမလဲနောက်ဘုရားသခင်ကကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုပေးထားတဲ့ယူပါယုံကိုကမြင်သလားသိသလားဆိုတဲ့အရာမျိုးပေါ့နော်ဆိုတော့သူ့ရဲ့ယူပါယုံပြည့်မီဖို့ရကိုယ့်ရဲ့အသက်တာတွေဘာလို့လှုပ်ဆောင်ရမလဲဆိုတဲ့အရာတွေဆိုတော့ယူပါယုံလို့ပြောပြီးဆိုရင်ခြံထားလို့မရတဲ့နောက်ထပ်အရာတစ်ခုကတော့ယုံကြည်ခြင်း faithဆိုတော့ဒီနေ့မှာလည်းကျွန်တော်ယုံကြည်ခြင်းအကြောင်းကိုကျွန်တော်ပြောသွားမှာဖြစ်တယ်ဆိုတော့မိသားစုဆိုတဲ့ယူပါယုံအတွက်ပေါ့နော်ကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့နဲ့ပတ်သက်တဲ့ယူပါယုံကိုသင်သိသလားဆိုတော့အဲ့လိုမျိုးမေးလိုက်တဲ့အခါမှာနော်ပထမဦးဆုံးငါရဲ့ယူပါယုံကဘာလဲလို့အရင်ဆုံးဒါစမ်းစစ်ရမယ့်အရာတစ်ခုဖြစ်ပါတယ်ကျွန်တော်နှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာအတွေ့အကြုံတွေကဘာတွေကျွန်တော်ရလဲဆိုတော့အထူးသဖြင့်ပြန်ပြီးတော့နော်ကျွန်တော်တို့ကိုမေးတဲ့မေးခွန်းတွေနားမလည်တဲ့အရာတွေကိုကျွန်တော်ပြန်လည်ဖြေရတဲ့အခါမှာယူပါယုံဆိုတာဘာလဲနော်ယူပါယုံဆိုတာဘယ်လိုမျိုးရနိုင်မလဲဆိုတဲ့အကြောင်းအရာကိုနော်ကျွန်တော်တို့ကိုပြန်ပြီးတော့မေးခွန်းတွေတော်များများမေးတာကြုံဘူးပါတယ်ဆိုတော့လူငယ်တွေအသက်တာထဲမှာနော်သူတို့အိမ်တော်မကြခင်မှာသူတို့ကိုယ်တိုင်ကအစဘောအသက်တာမှာဘုရားခင်ငါတို့ကိုဘာအတွက်ခေါ်ထားလဲဆိုရဲခေါ်ခြင်းနဲ့နော်ယူပါယုံဘုရားခင်ပေးတဲ့ဖွင့်ပြချက်ပေါ့နော်ယူပါယုံလို့ပြောတဲ့အခါမှာ revelation from God ဘုရားခင်စီကနေကိုယ်အသက်တာနဲ့ပတ်သက်ပြီးတော့ဖွင့်ပြချက်တွေကိုဘယ်လိုပုံစံနဲ့သူတို့ရနိုင်မလဲဆိုတဲ့အရာကိုမသိကြဘူးတော်တော်များများကအဲ့တော့မိသားစုလို့ပြောတဲ့ဒီ family vision လို့ပြောတဲ့အခါမှာဒါနောက်ထပ် next level ဖြစ်သွားပြီနောက်တစ်ဆင့်ဖြစ်သွားပြီဒါဆိုရင်နော်အဲ့ဒီနောက်ထပ်တစ်ဆင့်ကိုသွားနိုင်ဖို့အတွက်ပထမအဆုံးလုပ်ရမယ့်အရာကမိမိအသက်တာထဲမှာဘုရားသခင်ကိုယ့်အတွက်ရည်ရွယ်ထားရည်ရွယ်ချက်တွေကပါလေဘုရားသခင်ခေါ်တဲ့ကိုယ့်ရဲ့အသက်တာမှာရှောက်လန်းရမယ့်လမ်းနဲ့ပန်းတိုင်ကပါလေဘုရားသခင်ဘာတွေလုပ်စေခြင်းလဲဆိုတဲ့အရာကိုကျွန်တော်သဘောပေါက်ဖို့လိုတယ်ဆိုတော့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘုရားသခင်နဲ့ကျွန်တော်အချိန်ယူခြင်းဘုရားသခင်ကိုကြောက်ရွံ့ခြင်းဆိုတဲ့အသက်တာထဲမှာသွားဖို့လိုတယ်ဒါကျွန်တော်တို့ရဲ့အသက်တာထဲမှာအကယ်၍ချို့သောသူတွေကဒီနေ့ယူပါယုံဆိုတော့သဘောပေါက်ပြီးငါလုပ်ရမယ့်အရာသဘောပေါက်ပြီးလို့ဒီနေ့မြင်လာပြီးဆိုရင်နောက်ထပ်အရေးကြီးတဲ့အရာတစ်ခုကဘာလဲဆိုတော့ကိုယ်ဇနီးတဲ့ယူပါယုံကဘာလဲဇနီးတဲ့တွေဖြစ်တဲ့ဆိုရင်လည်းကိုယ်ခင်မွန်းတဲ့ရဲ့ယူပါယုံကဘာလဲကျွန်တော်ဒါတွေကိုသိဖို့လိုပါတယ်မသိဘူးဆိုရင်နော်ဘုရားသခင်ကသူ့ရဲ့အသက်တာထဲမှာဘာဖြစ်စေခြင်းလဲဆိုတော့ကိုယ်ကမမြင်တတ်ဘူးဆိုရင်ကျွန်တော်တို့မိသားစုလိုက်အတူသွားတဲ့အခါမှာဒုက္ခတွေပြားတွေဖြစ်နိုင်တယ်သူလှုပ်ချင်တာသူလှုပ်ကိုလည်းကိုလှုပ်ချင်တာကိုလှုပ်ဆိုပုံစံမျိုးသူယူပါယုံလည်းကိုနားမလဲသူခံစားချက်ကိုလည်းနားမလဲသူရဲ့တက်တာမှာဘုရားရှင်ခေါ်တဲ့ခေါ်ခြင်းကိုလည်းကိုကဘလို့ပံ့ပိုးပေးရမလဲဆိုတော့မသိတော့တဲ့အခါမှာကျွန်တော်အဆင်မပြေမှုတွေဒါဖြစ်လာတတ်ပါတယ်အဆင်မပြေမှုလို့ပြောတဲ့အခါမှာဒါဘုရားခင်မိသားစုတစ်ခုလုံးအနေနဲ့ဘုရားခင်ခေါ်ခြင်းတဲ့နေရာကိုမိသားစုတစ်ခုလုံးသွားဖို့ရန်အတွက်ကျွန်တော်တို့ဒါအခက်အခဲတွေကြုံရတယ်ဆိုတဲ့အရာလေးကိုအဓိကပြောချင်တာပါဟုတ်ပါတယ်ယူပါယုံဆိုတဲ့အရာကကျမတို့အသက်တာထဲမှာဘုရားသခင်ကကြိုတင်ကြံစီနှင့်ပြီးတော့ပြင်ဆင်ထားပြီးသားအရာတွေဖြစ်တယ်ဆိုလိုတဲ့သဘောကဘုရားသခင်ကြိုတင်မြင်နှင့်ပြီးသားအရာတွေဖြစ်တယ်အဲ့တော့ဘုရားသခင်မြင်ထားတဲ့အရာတွေကိုကျမတို့မိသားစုအသက်တာထဲမှာမြင်တတ်ဖို့ရန်အတွက်အရေးကြီးပါတယ်အဲ့တော့မိသားစုထဲမှာမြင်နိုင်ဖို့ရန်အတွက်အခုနဆရာလည်းပြောသွားပြီးပါပြီဖခင်နဲ့မိခင်ကဇနီးမောင်နဲ့နှစ်ယောက်ကအရင်ဆုံးမြင်တက်ရမှာဖြစ်တယ်အဲ့တော့
ဒီဖျားခင်ပြင်ဆင်ထားတဲ့အကြံစီကိုမြင်နိုင်ဖို့ရန်အတွက်အရင်ဆုံးကျမတို့နှစ်ယောက်ကြားထဲမှာခင်မွန်းတဲ့နဲ့ဇနီးတဲ့ကြားထဲမှာတယောက်နဲ့တယောက်ဘလို့မြင်တယ်လဲဆိုတဲ့အရာကပို့ပြီးတော့အရေးကြီးတယ်အသေးစိတ်ပါတယ်အဲ့တော့ခင်မွန်းတဲ့အနေနဲ့ဇနီးတဲ့ကိုမြင်တဲ့အခါမှာဆက်ဆက်တွေ့လိုက်တာနဲ့သူ့အကြောင်းကိုစပြောခိုင်းပြီဆိုရင်ဘယ်အရာကအရင်ဆုံးသူ့ကိုဂုံဖော်လို့ရအောင်ဒါမှမဟုတ်သူ့ကိုအပြစ်တင်လို့ရအောင်ပဲဖြစ်ဖြစ်ပြောစရာဖြစ်နေတယ်လေဒါမှမဟုတ်ဇနီးတွေကလည်းခင်မွန်းတဲ့ကိုမြင်တဲ့အခါမှာသူ့ကိုမြင်လိုက်တာနဲ့ဘယ်အရာကိုစတင်ပြီးတော့မြင်နေတယ်လေဆိုတဲ့အရာကဒါကဆင်ခြင်စရာဖြစ်တယ်အကယ်၍ကိုယ့်ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်အတိုင်းဖျားမြင်တယ်လို့ကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုမမြင်သေးဘူးဆိုရင်တော့ဒီနေ့ကျမတို့ရဲ့အမြင်တွေအားလုံးကိုဖျားထံပြန်လှည့်ဖို့ရန်အတွက်အရေးကြီးတယ်အဲ့တော့ကိုယ့်ရဲ့အမြင်တွေအားလုံးကိုဘယ်လိုဖျားထံလှည့်မလဲဒီနေ့တမန်တရားကိုဖတ်ရှုပြီးတော့မှပဲအဲ့ဒီအထဲထဲမှာတန်ရှင်းသောဝိညာဉ်တော်ကနေပြီးတော့ကျမတို့ကိုနေ့ရက်အစဉ်တိုင်းဖော်ပြသွားမှာဖြစ်တယ်အဲ့တော့ဘာဖြစ်လို့ကျမအဲ့လိုပြောလဲဆိုလို့ရှိရင်လူတွေကတော့အပြစ်မှန်းတဲ့ံကိုကြည့်ရှုတယ်ဖခင်ကလူတွေကိုကြည့်ရှုတဲ့အခါမှာအတွင်းနှလုံးသားကိုကြည့်ရှုတဲ့ဖခင်ရှင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ဇနီးတွေကိုယ့်ရဲ့ခင်မွန်းတဲ့ရဲ့အတွင်းနှလုံးသားကိုမြင်နိုင်ဖို့ရန်အတွက်ဖခင်မြင်တယ်လို့ကိုမြင်တတ်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ထဲကနေတစ်ဆင့်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ပဲကျမတို့ကိုဖခင်ကဖော်ပြပေးနိုင်ပါတယ်။ဒီနေ့ဖခင်ရှင်ကဘာပြောသလဲဆိုလို့ရှိရင်ကျမတို့အသက်တာထဲမှာသူပြင်ဆင်ထားတဲ့ယူပါယုံတွေဟာဘလောက်အထိကောင်းတယ်လဲဆိုလို့ရှိရင်ကောင်းကင်နဲ့မြေကြီးကွာခြားတဲ့ကဲ့သို့ကွာခြားလုံးပါတယ်ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်ရဲ့ပြင်ဆင်ထားတဲ့ယူပါယုံတွေကိုကျမတို့လိုက်မိဖို့ရန်အတွက်ကျမတို့ရဲ့ခွန်အားနဲ့တော့စူးစမ်းလို့မရဘူးကျမတို့နှစ်ယောက်ကလည်းသဘောတူပြီးတော့ဘုရားသခင်ဥဆောင်ရာနောက်ကိုလိုက်တက်ဖို့အတွက်အရေးကြီးတယ်အဲ့တော့ကျမ်းစာထဲမှာဒေသနာကျမ်းထဲမှာဘလို့ပြောထားတယ်လဲဆိုလို့ရှိရင်လူနှစ်ဦးဟာတဲ့သဘောမတူဘဲနဲ့ခရီးတစ်ခုကိုသွားလို့မရပါဘူးတဲ့ဆိုတော့ဒီနေ့လင်မယားနှစ်ယောက်ကနှစ်ဦးမဟုတ်ဘူးတစ်ဦးကဲဒါဆိုနောက်တူကဘာတူလဲဆိုတော့ဘုရားသခင်ဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီဇနီးမောင်နဲ့နှစ်ယောက်မဟုတ်ဘဲနဲ့တစ်ယောက်ဖြစ်သွားတဲ့ဒီဇနီးမောင်နဲ့ဘုရားသခင်နဲ့ခရီးတစ်ခုကိုဘယ်လိုဆက်ကြမလဲအဲ့တော့ဘုရားခင်ကကျမတို့နဲ့သဘောလိုက်တူပေးရတာတဲ့ဘုရားသခင်ရဲ့သဘောတော်အတိုင်းကျမတို့ကသဘောတူပြီးတော့လှိုက်လျှောက်ဖို့ရတဲ့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဇာတိအလိုကိုဘုရားကတော့လိုက်ပေးမှာမဟုတ်ဘူးဒီနေ့ဘုရားသခင်ရဲ့ဝိညာဉ်တော်အလိုကိုပဲကျမတို့ကလိုက်ဆောင်အောင်မှာဖြစ်တယ်ညီကိုမမများဒီနေ့ကိုယ့်ရဲ့မိသားစုထဲမှာဘုရားသခင်ရဲ့ယူပါယုံပြည့်စုံလာဖို့ရန်အတွက်တစ်ချက်သင်တို့ဇနီးမောင်နဲ့နှစ်ယောက်ကြားထဲမှာတယောက်ကိုတယောက်ဖျားမြင်တတ်တဲ့ကဲ့သို့မြင်ရမယ်နှစ်တစ်ချက်ဖျားမြင်တဲ့ကဲ့သို့မြင်နိုင်ဖို့ရန်အတွက်နေ့ရက်အချိန်တိုင်းမှာနှုတ်ကပတ်တော်နဲ့တွာလာပြီးတော့တန်ရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုခံယူရမယ်သုံးတစ်ချက်ဒီနေ့အဲ့ဒီဖျားရဲ့ဖွင့်ပြခြင်းကိုခံရပြီဆိုရင်တော့ဖျားသခင်နှုတ်ကပတ်တော်ကိုသဘောတူပြီးတော့နှစ်ယောက်စလုံးကအတူလိုက်ပါဖို့ရန်အတွက်ဖြစ်ပါတယ်ဘုရားသခင်မြင်တယ်လို့ကျွန်တော်တို့တယောက်ကိုတယောက်မြင်တတ်ဖို့ဆိုတဲ့အရာကပေါ့နော်ဒီကျမ်းစာထဲမှာရှိတဲ့ဇာတ်လမ်းလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်အဲ့ဒါကတော့အာဗြဟံနဲ့ဆာရာတို့အကြောင်းဖြစ်တယ်အဲ့တော့ဘုရားသခင်ကအာဗြဟံနဲ့ဆာရာတို့စီကိုလာပြီးတော့သူရဲ့ဂတိတော်နဲ့ရှင်တဲ့သားဖြစ်တဲ့ဣဇက်နော်ကိုဝင်ရမယ်လို့ပြောတဲ့အချိန်မှာအာဗြဟံကမယုံဘူးနောက်တစ်ခုကဆာရာကသူကရည်တယ်နော်သူကရေမောတာပေါ့ဆိုတော့သူမယုံနိုင်ဘူးဆိုတော့သူတို့ရဲ့အနေအထားကိုကြည့်လိုက်တဲ့အခါမှာလည်းမယုံနိုင်စရာကောင်းတဲ့အခြေအနေတွေကဖြစ်ပြနေတာဟုတ်ဆိုတော့အာဗြဟံကနော်သူ့ဇနီးတဲ့သူဘယ်လိုမြင်မလဲဆိုတော့ဒါတွေးဆုံးသွားပြီဒီလိုပုံစံပေါ့နော်အိုသွားပြီကိုဝင်ရဖို့ရန်အတွက်နှစ်ယောက်အတူနော်ကျွန်တော်တို့ဘယ်လိုပြောမလဲချစ်ကျွမ်းဝင်ရမယ်နော်ဟိုလက်ဆက်ပြီးတော့လန်းဆန်းနေတဲ့ပုံစံမျိုးသူမမြင်တော့ငါတို့အသက်ကြီးသွားပြီနော်ဒါကိုဝင်ဆောင်ရမယ့်ရွယ်မဟုတ်တော့ဘူးဆိုတော့ကိုဝင်ဆောင်ဖို့ဆိုတာနှစ်ယောက်အတူအိပ်ဖို့လဲလိုသေးတာဟုတ်ဆိုတော့နော်ဒီရွယ်ကြီးရောက်မှငါတို့နော်ဒီလိုမျိုးဖြစ်ပါမလားပေါ့တင့်တော်ပါမလားဆိုတော့မျိုးစုံအတွေးတွေရှိနိုင်တယ်ဆိုတော့သူကဘုရားသခင်မြင်တဲ့အရာကဆာရာသည်ကိုဝင်ဆောင်ပြီးတော့မွေးဖွားနိုင်တဲ့နုပြိုခြင်းဆိုတဲ့အရာကိုဘုရားကမြင်တယ်အသက်ကြီးဝင်မဲ့လေသို့တော်လည်းပဲဆာရာကိုယ်တိုင်ကသူ့ကိုယ်သူဘယ်လိုမြင်လဲဆိုတော့နော်ဘုရားခင်မြင်တယ်လို့မမြင်တော့ဘဲနဲ့ငါကတော့ဘာမျှော်လင့်ချက်မှမရှိတော့ဘူးဒီရွယ်ကြီးကြမှာလူငယ်တွေလင်မယားနှစ်ယောက်အသက်ရှင်လို့ပုံစံမျိုးငါတို့သွားရမှာလားဆိုတဲ့ဒီຢာလေးကိုနော်သူကစဉ်းစားမိမှာပဲဒါကြောင့်လည်းသူရီမောတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့လည်းဘုရားသခင်ကတော့သူတို့နှစ်ယောက်လုံးအဲ့လိုမမြင်ဘူးကျွန်တော်တို့ရဲ့အသက်တာထဲမှာတစ်ခါတည်းမှာမျှော်လင့်ချက်ဆုံးရှုံးသွားနိုင်တဲ့အခြေအနေတွေရှိတယ်ကြည့်လိုက်ရင်တော့အခြေအနေတွေကိုကြည့်လိုက်မယ်ကိုယ်ဇနီးတဲ့ကိုခင်မွန်းတဲ့အခြေအနေကိုကြည့်လိုက်တဲ့အခါမှာလည်းဘုရားသခင်ငါတို့ကောင်းကြီးပေးမဲ့အရာဘုရားသခင်ငါတို့ခေါ်သွားမဲ့နေရာဆိုပြီးတော့ကျွန်တော်တို့တစ်ခါတလေမှာမယုံကြည်တတ်မိဘူးပေါ့နော်ဆိုတော့ဘာကြောင့်ဆိုလက်ရှိအခြေအနေတွေကယုံကြည်နိုင်စရာအခြေအနေလည်းမရှိဘူးသို့တော်လည်းပဲတယောက်ကိုတယောက်ဘုရားသခင်မြင်တယ်လို့မြင်တတ်မယ်ဆိုရင်
ဆိုတော့အခြေအနေနဲ့မဆိုင်တဲ့လန်ဆန်ခြင်းလက်ဆက်ခြင်းအသစ်မွေးဖွားခြင်းဆိုတဲ့အာဗြဟံနဲ့ဆာရာရဲ့အသက်တာထဲမှာရှိတဲ့ဘုရားသခင်ဂတိတော်ပြည့်စုံခြင်းမျိုးသင်ရဲ့မိသားစုမှာဖြစ်လာနိုင်တယ်သင်စီးရင်ထဲမှာဖြစ်လာနိုင်တယ်သင်ခင်မောတဲ့သင်ကလေးတွေရဲ့အသက်တာထဲမှာဖြစ်လာနိုင်ပါတယ်တော့ကျွန်တော်တို့ကဘလို့အခြေအနေမှာဖြစ်လက်လျှော့သွားဖို့မဟုတ်ဘူးဘုရားသခင်မြင်သလိုမြင်တတ်ဖို့အရေးကြီးတယ်အဲ့ဒါကကျွန်တော်တို့မိသားစုရဲ့ယူပါယုံဖြစ်တယ်ဘုရားသခင်ဒီမိသားစုကိုဘလို့မြင်ထားလဲအခြေအနေပေါ်မှာမရက်တီပဲနဲ့ဘုရားမြင်သလိုမြင်တတ်မယ်ဆိုရင်သင်မိသားစုရဲ့အသက်တာမှာတစ်ခုလုံးကလွတ်မြောက်ခြင်းနဲ့ကဲကိုကြွယ်ဝခြင်းကောင်းစားခြင်းဆိုတဲ့နေရာကိုရောက်သွားနိုင်မှာဖြစ်တယ်ကဲဒါဆိုလို့ရှိရင်ဘုရားသခင်ရဲ့ယူပါယုံကိုယ့်ရဲ့ဇနီးတဲ့အပေါ်မှာဘာထားတယ်လဲဆိုတာကိုသိပြီလားဒီအပြင်ဇနီးတွေကလည်းခင်မွန်းတဲ့အပေါ်မှာဘုရားထားတဲ့ယူပါယုံကိုသိပြီလားဒီနေ့ဘုရားသခင်ဟာကျမတို့ရဲ့တယောက်ချင်းစီတိုင်းပေါ်မှာအကောင်းဆုံးသောအကြံစီတွေကိုပြင်ဆင်ထားနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ထိုအရာတွေကိုမြင်တတ်ဖို့ရန်အတွက်ကအရေးကြီးဆုံးဖြစ်ပါတယ်ဒါဆိုအဲ့ဒီအရာတွေကိုမြင်နိုင်ဖို့ရန်အတွက်ဘာလုပ်ရမလဲဆိုရင်ကျမတို့ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တရားစကားပေါ်မှာယုံကြည်ရဲဖို့ဖြစ်တယ်ယုံကြည်မှသာလျှင်ဒီနေ့ဘုရားသခင်ပြင်ဆင်ထားတဲ့အကြံအစီတော်တွေယူပါယုံတွေအားလုံးကိုအပိုင်ရရှိနိုင်မှာဖြစ်တယ်။ဟေဘရဲခန်းကြီး7အခန်းငယ်1ထဲမှာဗာပြောထားလဲဆိုလို့ရှိရင်ယုံကြည်ခြင်းဟာမျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုတယ်။မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းဖြစ်တယ်လို့ပြောထားပါတယ်။ဆိုလိုတဲ့အရာကဒီနေ့ဘုရားခင်ကကျမတို့ရဲ့အနာဂတ်ထဲမှာပြင်ဆင်ထားတဲ့ယူပါယုံတွေအကြံစီတော်တွေအားလုံးကျမတို့ရဲ့အသက်တာထဲမှာပြည့်စုံလာဖို့ရန်အတွက်ဒီနေ့အဲ့ဒီအရာကိုအမြဲတမ်းသိမှတ်ဆွဲလန်းနေရမယ်။အနာဂတ်မှာနော်ဖြစ်နေတဲ့အရာတွေအားလုံးကိုကျမတို့ယခုလက်ရှိတော့မပိုင်ဆိုင်သေးပါဘူးကျမတို့လက်ဝယ်ထဲမှာမရောက်ရှိသေးပါဘူးသို့တော့တာယာလှပတဲ့အိမ်တောင်နော်ဒါအနာဂတ်မှာဖြစ်မယ်နော်ဘုရားပြင်ဆင်ပေးထားတဲ့ယူပါယုံဆိုပါစို့လူမြောက်များစွာရဲ့အသက်တာထဲမှာပြန်လည်ပြီးတော့ခွန်အားဖြစ်စေမဲ့စံပြဖြစ်စေမဲ့အိမ်တောင်စသဖြင့်ပေါ့ဆိုတော့အဲ့ဒီဘုရားပြင်ဆင်ထားတဲ့ vision တွေအခုလောလောဆယ်တော့မပြည့်မီသေးပါဘူးအခုလောလောဆယ်မှာလင်မယားနှစ်ယောက်အဆင်မပြေတာလည်းဖြစ်နိုင်တယ်သားသမီးတွေကအရန်ဆိုးသွမ်းတာလည်းဖြစ်နိုင်တယ်နော်တကယ်ကိုဘုရားတရားမရှိဘဲနဲ့ကိုစိတ်ကြိုက်အသက်ရှင်တဲ့အိမ်အောင်လည်းဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်နေပါစေဒီနေ့ဘုရားသခင်ဟာငါတို့မိသားစုရဲ့အနာဂတ်မှာဒီလိုမိသားစုတကယ်လှပတဲ့မိသားစုဖြစ်စေမယ်ဆိုတဲ့အရာကိုယုံကြည်ပြီးတော့ကိုကဒီနေ့ဘုရားကိုမှီခိုပြီးတော့သွားမယ်ဆိုလို့ရှိရင်အဲ့ဒီယူပါယုံဟာတနေ့ပြည့်စုံလာမှာဖြစ်တယ်ဒီကျမ်းချက်ကဒါကိုပြောနေခြင်းဖြစ်ပါတယ်အဲ့ဒီတော့ယူပါယုံပြည့်စုံလာဖို့ရန်အတွက်ကပထမအဦးဆုံးသိရမယ့်အရာကဘုရားသခင်ရဲ့အလိုတော်ဟာဘာဖြစ်တယ်လဲဆိုတာကိုသိဖို့အတွက်လိုအပ်တယ်ဆိုတော့ဘုရားသခင်ရဲ့အလိုတော်ကိုသိနိုင်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်နဲ့နေ့ရက်စတိုင်းမှာတွာလာရမှာဖြစ်တယ်ဘုရားသခင်နှုတ်ကပတ်တော်တွေကိုဖတ်ရှုတဲ့အခါမှာလည်းဒီနေ့နော်တကိုကောင်းဆန်တဲ့စိတ်ဓာတ်ကြီးနဲ့เนาะခင်မွန်းတွေကိုတိုက်ခိုက်လို့တဲ့စိတ်ဓာတ်ဇနီးတွေကိုတိုက်ခိုက်လို့တဲ့စိတ်ဓာတ်နဲ့เนาะကျမတို့ကနှုတ်ကပတ်တော်ကိုဖွေရှားမှာမဟုတ်ဘူးဒီနေ့ကျမတို့အသက်တာထဲမှာမိသားစုအတွက်အကောင်းဆုံးဘုရားတကယ်ကိုပြုပြင်ပေးမဲ့နှုတ်ကပတ်တော်တွေကိုရှာဖွေပြီးတော့ကျမတို့မိသားစုထဲမှာအဲ့နှုတ်ကပတ်တော်ကိုကင်ဆွဲပြီးတော့ဘုရားရဲ့အလိုတော်ကိုကင်ဆွဲပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်ဥပမာဆိုလို့ရှိရင်ဒီနေ့ဒီယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ကျမတို့မိသားစုထဲမှာပေါ့เนาะပို့ပြီးတော့ဒီနေ့ဘုရားသခင်ကိုယုံကြည်ပြီးတော့ခိုင်ခန့်လာတဲ့မိသားစုဖြစ်ဖို့ရန်အတွက်လုပ်လို့ရတဲ့ဥပမာလေးတစ်ခုကျွန်မပေးချင်ပါတယ်အဲ့တော့ဘာတွေလုပ်လို့ရလဲဆိုရင်နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာရရှိလာတဲ့ဘုရားသခင်ဖွင့်ပြတဲ့အရာတွေအားလုံးကိုကိုယ်တိုင်ကခင်မွန်းတဲ့ဇနီးတဲ့ဆိုရင်ပေါ့ခင်မွန်းတဲ့ရဲ့နာမည်ကိုတက်ပြီးတော့ဆူတောင်းပေးလို့ရတယ်ဥပမာစာလန်တစ်ဆိုရင်အရန်ကောင်းတယ်ဒါခင်မွန်းတဲ့တွေကိုဆူတောင်းပေးတဲ့အခါမှာနာမည်တက်ပြီးတော့ကိုယ့်ရဲ့ခင်မွန်းတဲ့ဒီနေ့ကျွန်မရဲ့ခင်မွန်းတဲ့တော့ကျွန်မဒေဒီလို့ခေါ်တယ်ဒေဒီဒီမတရားသောသူတွေတိုက်တွန်းခြင်းတို့မလိုက်ဒေဒီဒီလူဆိုးတို့၏လမ်းတွေမရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်နော်ဆရာစောတိဟာပေါ့နော်ဆရာစောတိဟာသည်သာရဖျား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောက်မေ့သောဆရာစောတိဟာသည်မင်္ဂလာရှိကဲအဲ့လိုဆုတောင်းပေးလို့ရတယ်ကဲဒါဆိုရင်ခင်မွန်းတွေကလည်းဇနီးတဲ့အတွက်ဆိုရင်တုတ်တန်31ဆိုအရန်ကောင်းတယ်ဆိုတော့သီလနဲ့ပြည့်စုံသောစသဖြင့်ပေါ့နော်ကဲကျွန်တော်ရဲ့အမျိုးသမီးရဲ့နာမည်ကိုတက်ပြီးတော့ဆုတောင်းပါဗဒံများထက်သားပြီးအဖိုးတိုက်သောအမျိုးသမီးဖြစ်တယ်တကယ်ကိုခင်မွန်းတဲ့အတွက်ဥယျာဉ်တရဖူဖြစ်တယ်စတဲ့ကိုယ့်ရဲ့ဇနီးတဲ့အတွက်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကြေညာဝန်ခံပြီးတော့ဘုရားရဲ့အလိုတော်မိသားစုထဲမှာပြည့်စုံလာဖို့ရန်အတွက်ကျွန်တော်တို့ကဒီနှုတ်ကပတ်တော်ကိုကင်ဆွဲပြီးတော့ဆုတောင်းပေးလို့လည်းရပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီစကားလေးကြားဖို့မယ်လို့ထင်တယ်တဘိုးမညီဘူးအဲ့တော့ခရစ်တော်ကိုယုံကြည်လက်ခံခြင်းမရှိသောသူနဲ့ကိုကပေါင်းဖက်မယ်ဆိုရင်ပြဿနာကြီးကြုံမယ်ပေါ့နော်စသဖြင့်ကျွန်တော်တို့အသွင်သင်လေးရှိတယ်ဒါဟာတဘိုးညီတဲ့မိသားစုအိမ်တော်မဟုတ်ဘူးလို့ပြောလေးရှိတယ်နော်ဒါကကျွန်တော်တို့လူငယ်တွေကြားထဲမှာခရစ်ယာန်တွေကြားထဲမှာအရန်ပြောတဲ့စကားလုံးတွေတစ်ခုဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တစ်ခုထပ်ပြောချင်ပါတယ်အဲ့ဒါကတော့ဇနီးမောင်နဲ့နှစ်ယောက်ကသူ့ယူပါယုံကိုယ့်ယူပါယုံစန့်ကျင်ဘက်တွေဖြစ်ပြီးတော့တယောက်နဲ့တယောက်နော်သူ့ရဲ့တက်တာမှာဘုရားခေါ်ထားတဲ့ခေါ်ခြင်းကိုကမပံ့ပိုးနိုင်ဘူး
ကိုယ့်ရဲ့တက်တာထဲမှာလေကိုယ့်ရဲ့ဖျားခေါ်တာခေါ်ခြင်းကိုကိုယ့်ရဲ့စနီးတွေကပြန်ပြီးတော့မပံ့ပိုးနိုင်ဘူးဆိုရင်ဒါဟာသူ့လန်းသူ့လျှောက်နော်ကိုလန်းကိုလျှောက်ဒါဖြစ်နေတဲ့အတွက်ကြောင့်မလို့နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာမိသားစုထဲမှာပေါ့တဘိုးမညီခြင်းဆိုတဲ့ဒီ atmosphere တဘိုးမညီခြင်းဆိုတဲ့အရာတွေကတွေ့ကြုံခံစားလာတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပြောတဲ့မိသားစုယူပါယုံ family vision ဆိုတိတ်ပြီးတော့အရေးကြီးပါတယ်နော်ကြည့်လိုက်ရင်တော့ဒါကတော့ယူပါယုံအကြောင်းကိုပြောတာပဲလို့ငါတို့ကြားဖို့တာပဲလို့ထင်ကြရှိပေမဲ့ဒီကောင်လေးကကျွန်တော်တို့ရဲ့အသက်တာကိုပြောင်းလဲစေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့မိသားစုပေါ့ကျွန်တော်ရဲ့အသက်တာကိုပြောင်းလဲစေတဲ့အရာကဒီ family vision ဆိုတဲ့စကားလုံးလေးဖြစ်တယ်အဲ့စကားလုံးကိုကျွန်တော်စကြားတဲ့အချိန်မှာကျွန်တော်လောကနားမလဲကျွန်တော်ငယ်ငယ်လေးကနားလဲခဲ့တဲ့အရာတစ်ခုကဘာလဲဆိုတော့ငါရဲ့ vision ပေါ့နော်ဘုရားခင်ငါအသက်တာအတွက်ဘာခေါ်ထားလဲဆိုပြီးတော့ကိုယ့်ရဲ့ယူပါယုံကိုကိုကရောက်နိုင်ဖို့ရန်အတွက်ကိုယ့်ရဲ့အသက်တာမှာသက်ရှင်ဖို့ကိုကဆုံးဖြတ်တယ်အဲ့တော့အိမ်အောင်ကြလာတဲ့ခါကျတော့ကိုယ့်ရဲ့ဇနီးတွေကပါလာပြီသူသားသမီးတွေရှိလာတဲ့ခါမှာတခါတလေမှာကိုယ့်ရဲ့ယူပါယုံအောင်မြင်ဖို့ရန်အတွက်ဘာတွေလုပ်တတ်မိလဲဆိုတော့ကိုယ့်ဇနီးတွေကိုယ့်ရဲ့သားသမီးတွေရဲ့ life တွေကိုဇဒေးတက်တဲ့လူတွေအများကြီးရှိတယ်ဒါအမှုတော်ဆောင်နေထဲမှာပဲနေဒါဖြစ်တဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့ကိုဘွားတရံဘုရားခေါ်ထားတဲ့အရာကပြည့်မီလို့တဲ့မင်းတို့အားလုံးအကုန်လုံးအနောက်ကနော်အနစ်နာခံကြဝိုင်းပြီးတော့လှုပ်ကြထောက်ပံ့ကြငါအောင်မြင်ဖို့လိုတယ်ဆိုတဲ့အရာမျိုးဖြစ်သွားတတ်တယ်တကယ်တော့အဲ့လိုမဟုတ်ဘူးမိသားစုယူပါယုံဆိုတာဆိုတော့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘုရားခေါ်တဲ့ခေါ်ခြင်းကနော်သူတို့ပေါင်းဖက်လိုက်ပြီးဆိုကြတဲ့ကတနေရာမဟုတ်တနေရာမှာတော့အတူပေါင်းဖက်ပြီးတော့တောက်လျှောက်သွားဖို့ဘုရားအကြံစီရှိတယ်အရင်တော့ကွဲကောင်းကွဲခဲ့လိမ့်မယ်ဒါပေမဲ့နှစ်ယောက်အတူပေါင်းဖက်လာပြီဆိုရင်ယူပါယုံရဲ့သဘောတရားကသူကမတူညီဘူးဆိုရင်တော့မှသူအလိုက်လောညီတွေမှုရှိစွာဖြင့်သွားရတဲ့ယူပါယုံမျိုးဘုရားရှင်ချထားတယ်ပေါ့အဲ့တော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်ဇနီးတယ်ကျွန်တော်တို့နှစ်ယောက်ရဲ့အကြောင်းလေးကိုနိုင်ငံသက်သေခံခြင်းဟုတ်ပြီเนาะနှစ်ယောက်အတွေ့အကြုံလေးတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဝေမျှချင်တာပေါ့အဲ့တော့စောစောကျွန်တော်ပြောသလိုပဲကျွန်တော်ရဲ့အသက်တာမှာကိုယူပါယုံဆိုတဲ့အရာကြီးကိုသွားပြီးတော့ငါเนาะအောင်မြင်ဖို့ဆိုတဲ့အရာမျိုးဥတည်ခဲ့တဲ့အချိန်တစ်ချိန်ရှိတယ်ဒါပေမဲ့ဘုရားကဒီနှုတ်ကပတ်တော်ကိုနားလည်စေတဲ့အခါကျတော့အဲ့တော့ဘုရားသခင်ကသူ့ရဲ့အသက်တာထဲမှာကျွန်တော်ဇနီးတဲ့အသက်တာထဲမှာပေါ့သူယူပါယုံဘုရားခင်ထားယူပါယုံဘာလဲဆိုတာကိုကျွန်တော်မြင်တတ်ဖို့ရန်ကြောင်းဖြစ်လာတယ်ဆိုတော့တူတူနဲ့လိုရင်းပြောမယ်ဆိုရင်ဘုရားခင်သူ့ကိုခေါ်ထားတဲ့ခေါ်ခြင်းဘာလဲဆိုတော့ကျွန်တော်သဘောပေါက်လာတယ်အဲ့ဒီအချိန်တုန်းကသူကိုယ်တိုင်ကအဲ့ဒီယူပါယုံဟိုနော်ကျွန်တော်တို့နှစ်ယောက်လုံးသိတဲ့အခါမှာသူကအဲ့ယူပါယုံပေါ်မှာယုံကြည်နိုင်တဲ့အရာမျိုးပေါ့နော်သူရဲ့အတွေ့အကြုံသူရဲ့အရေးချင်းတွေအားဖြင့်သူကမရှိခဲ့ဘူးဆိုတော့အဲ့ဒီတစ်ခုကဘာလဲဆိုရင်အများကြီးရှိတယ်ပေါ့တစ်ခုကဒီတချင်းတွေတီးဆိုပြီးတော့ worship တချင်းတွေတီးဆိုပြီးတော့အခွေထုတ်တဲ့အရာတစ်ခုနောက်တစ်ခုကတော့နှုတ်ကပတ်တော်ဝေငှတဲ့တရားဟောတော်သူတရားပေါ့တရားဟောဆရာမတရားဆိုတဲ့အရာမျိုးအဲ့တော့ဆရာမအရင်တော့ကတော့သူငယ်ငယ်လေးကလေးကဒီ Sunday School မှာမှုဆောင်ခဲ့တာရှိတယ်တချင်းဆိုတာသူဝါသနာပါတယ်နော်တချင်းဆိုတယ်နောက်သူအတန်ကောင်းလားမကောင်းလားတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်အဲ့အကြောင်းတွေကျွန်တော်သိမှမသိတာပေါ့နော်ဆိုတော့သူတချင်းဆိုတာတော့သိရတဲ့အတိုင်းပဲဒီချင်းသူ့ရဲ့တချင်းဆိုတဲ့သူ့ရဲ့အတန်ဒီဆိုတော့အခွေထုတ်ပြီးတော့တချင်းဆိုခွေထုတ်တဲ့အထိပေါ့သွားလို့ရတဲ့ professional အဆင့်ထိသွားလို့ရတဲ့ vocal သူ့မှာရှိသလားမရှိသလားဆိုတော့ကျွန်တော်မသိဘူးမပေါ့ဒါပေမဲ့ဘုရားသခင်သူ့ကိုနော်ဒီတချင်းအပြည့်အသုံးပြုခြင်းနဲ့အဲ့ဒါတွေမကဘဲနဲ့နော်သူ့ကိုဆူတောင်းတဲ့သူ့ကိုတစ်ခါမှမသိခဲ့သေးတဲ့အမှုတော်ဆောင်တွေ prophet တွေကဆူတောင်းတဲ့အခါမှာဆူတောင်းချက်တွေနော်သူတို့ prophet ပြုချက်တွေအားလုံးတနေရာထဲမှာသွားပြီးတော့စုံတယ်အဲ့ဒါဘာလဲဆိုတော့လူအများကြီးကိုသူကနှုတ်ကပတ်တော်ဝင်ငှတဲ့တရားဟောဆရာမတယောက်ဘုရားရှင်ခေါ်ထားတယ်ဆိုတဲ့အရာအဲ့လိုမျိုးအဲ့ဒီခေါ်ခြင်းကိုကျွန်တော်သိတဲ့အချိန်မှာပြင်ဆရာမက worship leader ဆိုတဲ့ဒီလိုမျိုးအခွေထုတ်တဲ့တခွေမှတော့မထွက်သေးဘူးဆိုတော့သူကနောက်တစ်ဆင့်ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုပို့ဆောင်ခြင်းအဖြစ်ဆရာမသချင်းတွေဆိုလာပြီးတော့အခါအခွေထုတ်တဲ့အရာကိုကျွန်တော်လှုပ်ဆောင်လာနိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်ထိအခွေတွေထွက်တဲ့အထိဆရာမကနှုတ်ကပတ်တော်ဝင်ငှတယ်ဆိုတာမရှိသေးဘူးဒါပေမဲ့အဲ့ဒီယူပါယုံကသူ့ထဲမှာရှိမရှိတော့ကျွန်တော်မသိဘူးကျွန်တော်အထက်မှာတော့ရှိနေတယ်ဆိုတော့ပြောချင်တာကဆရာမကိုဘုရားသခင်မြင်တဲ့အရာကိုကျွန်တော်ရဲ့ယူပါယုံလို့ကျွန်တော်ကလက်ခံတယ်ဒါဟာငါရဲ့အသက်တာထဲမှာနော်သူ့ကိုဘုရားရှင်ခေါ်ခြင်းပြည့်မီအောင်ငါအနောက်ကနေပံ့ပိုးပေးရမယ့်အရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်သူ့ကိုနှုတ်ကပတ်တော်စတင်တဲ့အရာတွေရှိတယ်နော်တရားဟောဖို့အားပေးတဲ့အရာတွေရှိတယ်တရားဟောချက်တွေပြင်တဲ့အခါမှာဝိုင်းကူတဲ့အရာတွေရှိပြီးတော့သူ့စပြီးတရားဟောဖို့ပြင်ဆင်တာပေါ့ကျွန်တော်မှတ်မိသေးတယ်တရားဟောဖို့ပြင်ဆင်တဲ့အခါမှာဘလောက်ပဲတရားဟောဖို့သူ့ကို appointment လုပ်လို့ပေါ့နော်နောက်ဆုံးမှာတော့ပြတ်သွားတာကြီးပဲနော်အစားပိုင်းတစ်လားလောက်ကြိုပြီးပြောထားတာအဆင်ပြေသေးတယ်တစ်ပတ်လောက်လိုပြီးဆိုရင်cancel ဖြစ်သွားတာပေါ့ဖြစ်သွားဆိုသူ့အနေနဲ့တရားဟောဖို့ရန်အတွက်ပေါ့နော်ဟိုသူအဆင်သင့်မဖြစ်သေးတာမျိုးပေါ့အစသဖြင့်သူမဟောချင်တာမျိုးဒါမျိုးတွေနဲ့ cancel ခဏဖြစ်တော့နောက်ပိုင်းမှာကျွန်တော်တော့မှဟိုဒါနည်းနည်းစိတ်ထဲကြားခြင်းတို့ဖြစ်လာဒါပေမဲ့ဘုရားရဲ့ခေါ်ခြင်းကတော့မဟုတ်ဘူးဒီ
ဒီလမ်းကိုသွားမှာပဲငါတို့2ယောက်စလုံးမိသားစုတစ်စုလုံးဘုရားခေါ်တဲ့ခေါ်ခြင်းဆိုတဲ့အရာကိုသွားလို့ရမှာဆိုတော့ဒီຢာလေးတစ်ခုကလိုနေတယ်ပေါ့ဆိုတော့ကျွန်တော်ဇွဲမလျှော့ဘူးဒါပြောမှဆို2နှစ်3နှစ်လောက်နှစ်နဲ့ချီပြီးတော့စောင့်ဆိုင်ပြီးတော့ပေါ့နော်သူကိုပြုစုပြီးတော့အားပေးခြင်းနဲ့ဆွဲခေါ်တယ်အဲ့တော့နောက်ဆုံးမှာတော့ဘုရားသခင်ကသူ့ကိုလည်းခွန်အားပေးတဲ့အခါမှာသူကယုံကြည်ခြင်းနဲ့မတ်တက်ရပြီးတော့နှုတ်ကပတ်တော်ကိုစပြီးဆေလွတ်တာပေါ့နော်အဲ့တော့ကျွန်တော်မှတ်မိသေးပါတယ်နော်သူလည်းသက်သေခံမဲ့ဒီနဲ့သူ့ရဲ့ပထမဆုံးတရားဟောဖြစ်တဲ့အကြောင်းအရာကတော့နော်အားလုံးသိသွားတဲ့အကြောင်းအရာတော့သူဩစတြေးလျကိုသွားပြီးတော့သူ Hillsong Conference ကိုသူကတကယ်တော့သွားတက်တာနော်တချင်းသူဝါသနာပါတဲ့ worship တွေသူကသွားတာဖြစ်တယ်ဒါပေမဲ့ပြန်လာတဲ့အခါမှာသူဟာတရားဟောတဲ့ဆရာမတစ်ယောက်နေနဲ့နော်ခရစ်ယာန်အတိုင်းဝင်ကသိပြီးတော့ကျွန်တော်စင်ကာပူသူပြန်ရောက်လာတယ်ကျွန်တော်အဲ့ဒါလေးတော့မမေ့နိုင်ဘူးပေါ့ဆိုတော့ပြောချင်တာကဘုရားရှင်ရဲ့ငါကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ခင်မွန်းတဲ့ပုံမှာခေါ်ထားတဲ့ခေါ်ခြင်းဟာနော်မိသားစုတစ်ခုလုံးနော်နှစ်ယောက်စလုံးရဲ့ယူပါယုံနေ့ရက်တိုင်းအသက်ရှင်မှုတယောက်ကိုတယောက်ဖေးမမှုဆိုတဲ့အရာကိုဖြစ်လာတယ်ဒါကြောင့်မလို့အရေးကြီးပါတယ်အဲ့ဒီတစ်ခုကဟုတ်ပါတယ်ကျမရဲ့တက်တာထဲမှာဘုရားသခင်မြင်တယ်လို့ကျမကိုကျမမမြင်တတ်ခဲ့ဘူးနေရာအသီးသီးပေါ့နော်ဩစတြေးလျအမေရိကအင်္ဂလန်စတဲ့စင်ကာပူကအစဆရာအသီးသီးကကျမကိုသူတို့ prophet ပြုခဲ့တဲ့အရာတွေပေါ့နော်နောက်ဆုံးမြန်မာနိုင်ငံမှာရှိတဲ့ဆရာဆရာမတွေလည်းပါတယ်ဆိုတော့ဒီယူပါယုံတွေအားလုံးကတစ်ထက်သေးကြတယ်ဒါပေမဲ့ကျမကိုကျမဘယ်တော့မှဒီလိုမျိုးပေါ့နော်ဘုရားသခင်အမှုတော်မြတ်ထဲမှာဒီလောက်အထိပါဝင်နိုင်ရလိမ့်မယ်လို့ကျမကိုကျမဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးကိုလည်းတက်တည်မရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမက introvert တယောက်တည်းအဲ့လိုနေပြီးတော့ကိုယ့်ကိုအေးအေးဆေးဆေးပေါ့နော်နေတတ်တဲ့သူဆိုတော့လူတွေနဲ့အရောတဝင်အဲ့ဒီလိုမျိုးတရားဟောလိမ့်မယ်လို့လည်းကျမမထင်ခဲ့ဘူး။ကလေးငယ်တွေအပေါ်မှာတော့ passion ရှိခဲ့တာတော့အမှန်ပဲ။ကလေးငယ်တွေနဲ့အတူတူကျမနော်သွားလာမယ်သူတို့ကိုသင်ကြားရတဲ့အရာကိုကျမကျေနပ်ပြီးတော့ဝမ်းသာတာလွယ်လို့ကျန်တဲ့အရာကိုဥပမာအားရပါရလူတွေအရှိမတချင်းဥဆောင်ရမယ့်အရာတို့တရားဟောရမယ့်အရာတို့ကကျမအတွက်ကြောက်လန့်ခဲ့ရတဲ့အရာတွေဖြစ်ပါတယ်။သို့ပေမဲ့လည်းဘုရားသခင်ရဲ့ဂျေဇုတော်ကကျမခင်မွန်းတဲ့အားဖြင့်ဒီနေ့ကျမဟာဒီနေ့ဘုရားသခင်ခေါ်ထားတဲ့ဘုရားသခင်ခေါ်ထားတဲ့ပန်းတိုင်ကိုကျမအရောက်ပြေးနိုင်ခြင်းဖြစ်ပါတယ်ဆိုတော့ကျမလည်းမှတ်မိသေးတယ်ကျမနဲ့ဆရာစောစတင်ပြီးတော့တွေ့တဲ့အချိန်တုန်းကဆရာကနိပညာတက္ကသိုလ်မှာနီးပြသူလုပ်ခဲ့တဲ့အချိန်ဖြစ်တယ်သူစာသင်နေတယ်တစ်ဖက်မှာလည်း PhD ကိုသူလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့မကြခင်သူဟာနော်ပညာရေးနယ်ပယ်ဘက်မှာသူတွားတော့မဲ့ပုံစံလူမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ကျမရဲ့အမှန်တိုင်းပြောရမယ်ဆိုရင်ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်ကျမရဲ့ခင်မွန်းတဲ့ဟာတရားဟောဆရာမဖြစ်ရဘူးဆိုတော့နော်ကျမရဲ့ရည်မှန်းချက်ရှိခဲ့ဘူးတယ်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ဖခင်နဲ့မိခင်ဟာအမှုတော်ဆောင်တွေဖြစ်တဲ့အခါမှာကျမကလည်းငငယ်တည်းကသူတို့ခက်ခဲတဲ့အရာတွေဒူးနဲ့မျက်ရည်တုတ်ခဲတဲ့အရာတွေဒူးထောက်ပြီးတော့ဘုရားရဲ့မျက်မှောက်တော်ထဲမှာပဲသူတို့ရင်ဖွင့်ခဲ့ရတဲ့အရာတွေကိုမြင်တဲ့အတွက်ကြောင့်မလို့ကျမအမှန်တိုင်းပြောရရင်အမှုတော်ဆောင်ဖြစ်ရမှာကိုကျမသိကြောက်တယ်ကျမယူတဲ့ခင်မွန်းတဲ့ဟာဒီအပြင်လောကလုပ်ငန်းလုပ်ရင်ရပြီနော်သူစာရေးဆရာပဲဖြစ်ဖြစ်ကျောင်းဆရာပဲဖြစ်ဖြစ်စီးပွားရေးသမားပဲဖြစ်ဖြစ်လုံလောက်ပြီအဓိကတော့ဘုရားသခင်ကိုချစ်ရမှာပေါ့ဆိုတော့ဘာဖြစ်လို့လဲဆိုရင်ကျမတို့အပြင်မှာအလုပ်လုပ်ပြီးတော့မိဘရဲ့အမှုတော်ဆောင်လုပ်ငန်းကိုထောက်ပံ့ခဲ့ခြင်းနဲ့စန္ဒာကဒါကျမရဲ့စန္ဒာဖြစ်တယ်ဆိုတော့နောက်ဆုံးကျမကြည့်လိုက်တဲ့အခါမှာသူဟာကျမတို့ကိုကျမငယ်တဲ့အချိန်မှာပေါ့နော်လူငယ်ရွယ်မှာကျမတို့ကိုဥဆောင်တဲ့လူငယ်ကောင်းဆောင်တစ်ယောက်ဖြစ်လာအဲ့ဒီအချိန်မှာကျမဘာကိုမြင်လဲဆိုတော့သူ့အပေါ်မှာဘုရားခင်ထားတဲ့ကြီးမားတဲ့အကြံစီကိုကျမမြင်တယ်သူနှုတ်ကပတ်တော်ဝင်ငှလိုက်တိုင်းမှာကျမအယံခွန်အားရတယ်အချင်းချင်းမို့လို့တော့မြောက်တာတော့မဟုတ်ဘူးကျမရဲ့အသက်တာထဲမှာတိဆောက်စရာစီယုံတာလည်းမဟုတ်ပါဘူးကျမရဲ့အသက်တာထဲမှာတကယ်ကိုတိဆောက်စရာလည်းဖြစ်တဲ့အခါမှာသူတနေ့ကျတော့ဖြစ်ချင်တော့သူလာပြောတယ်သူကအရင်တော့ကျမကိုစူဇန်လို့ခေါ်တယ်စူဇန်ရေကိုကြီးကိုတော့ဒီနေ့ဘုရားခင်စကားပြောတဲ့အရာရှိတယ်သူကသူကိုကြီးလို့ခေါ်တယ်ပေါ့နော်ဆိုတော့ပေါ်ကုန်ပြီဆိုတော့သူကပြောတယ်ကိုကြီးပေါ့နော်အခုဒီ PhD ကိုဆက်မလုပ်ချင်တော့ဘူးဘုရားခင်က Son are you satisfied ဆိုတဲ့စကားလုံးရောက်လာတော့အခုသူ PhD ကိုပြီးကန်ဒီနော်ဘယ်လောက်မှမလိုတော့ဘူး8လ9လလောက်ပဲလိုတော့တယ်အဲ့ဒါကိုသူဆက်မလုပ်ချင်တော့ဘူးသူရက်လိုက်တော့မယ်လို့ပြောတဲ့အခါမှာကျမစိတ်ထဲမှာလေဘာမှတုံ့လုံးမှုမရှိဘူးကြောက်ရွံ့မှုမရှိဘူးသူ့ကိုဘာပြောလိုက်လဲဆိုတော့အထဲထဲမှာကိုကြီးဆန္ဒအတိုင်းဘုရားသခင်ဖွင့်ပြသလိုလှုပ်ဆောင်လိုက်ပါလို့ကျမပြောလိုက်တယ်နောက်တည့်ရက်သူအဲ့ PhD ကိုဆက်မလုပ်တော့ဖို့ရန်အတွက်သူအစင်းစင်ပေါ့နော်သူပြင်ဆင်ခဲ့ရတဲ့အရာလေးတွေကျမပြန်ကြားရတယ်အဲ့ကနေစပြီးတော့ပဲသူဘာဖြစ်လာလဲဆိုတော့ဘုရားရဲ့အမှုတော်မြတ်ထဲမှာလုံးလုံးလျက်လျားပါဝင်လာပြီးတော့နောက်ဆုံးသူတကယ်အကောင်းဆုံးသောအလုပ်တွေလည်းသူနောက်ဆုံးရခဲ့ပါတယ်အကုန်လုံးထွက်ပြီးတော့နော်ခြေစုံပြစ်ပြီးတော့ဘုရားရဲ့အမှုတော်မြတ်ထဲကိုဝင်လာတယ်
ဆိုတော့အဲ့ဒီကနေပြီးတော့ကျွန်မဘာဆုံးဖြတ်ချက်ချလိုက်လဲဆိုတော့သူ့ကိုဖျားခေါ်ထားတဲ့ပန်းတိုင်ကိုသူရောက်သွားနိုင်ဖို့အတွက်ကျွန်မဘလို့ပဲလှုပ်ဆောင်ရကျွန်မသူ့ကိုပံ့ပိုးမယ်ဆိုတဲ့နှလုံးသားဖြစ်လာတယ်ဆိုတော့ကျွန်မမှတ်မိသေးတယ်စင်ကာပူနိုင်ငံမှာသူအမှုတော်ဆောင်တဲ့အခါမှာကျမတို့အမှုတော်ဆောင်တဲ့အခါမှာပေါ့နော်ဆိုတော့ပထမအဦးဆုံးရတဲ့လစာကအရန်နေတယ်ကိုမတားငယ်တူးလေးရှိနေတဲ့အခါမှာကလေးငယ်ကလည်းလသားလေးပဲရှိတဲ့အခါမှာအရန်ခက်ခဲခဲ့ပါတယ်အဲ့တော့ကျမဘာလုပ်လဲဆိုတော့မှတ်မိသေးတယ်အပြင်မှာကျမတန့်ရှင်းလုပ်ဘူးတယ်တန့်ရှင်းကဘာမှလုပ်တာလဲဆိုတော့ကျမတက်ခဲ့တဲ့ကျန်းစာကျောင်းမှာကျမပြန်လုပ်တာလုပ်ပြီးတော့ကျမခင်မွန်းတယ်နော်သူအမှုတော်ဆောင်လုပ်ငန်းမှာသူအဆင်ပြေဖို့ရတဲ့ရတဲ့အပြင်ဝင်ငွေလေးကိုကျမခလေးတစ်ဖက်နဲ့တန်ရှင်းသွားလုပ်ပြီးတော့ကျမရှာခဲ့ဘူးသေးတယ်ဆိုလိုချင်တဲ့အရာကကျမကိုတနာဖို့ရတဲ့ပြောပြနေတာမဟုတ်ဘူးခင်မွန်းတယ်ဖျားထားတဲ့ယူပါယုံကိုရောက်ရှိနိုင်ဖို့အတွက်ကျမဘလို့နီးနဲ့မဆိုသူ့ကိုပါရမီဖြည့်မယ်ဆိုတဲ့နှလုံးသားကြီးကကျမအသက်တာထဲမှာရောက်ရှိလာတဲ့အတွက်ကြောင့်မလို့ဒီနေ့ဆရာစောတီဟာလည်းသူပြေးရမယ့်ပန်းတန်ကိုဆက်ပြေးနိုင်တယ်ဒီလိုပဲတစ်ဖက်မှာလည်းကျမအပေါ်မှာဖျားထားတဲ့ယူပါယုံကိုသူကမြင်ပြီးတော့သူတကယ်ပင်ပန်းနဲ့သူနောက်ဆုတ်ပြီးတော့သူကလေးထိန်ပြီးတော့အိမ်မှာတော့ကျမခရီးသွားနိုင်ဖို့ရန်အတွက်သူပါရမီဖြည့်ခဲ့တဲ့အရာတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ဒီနေ့ဘုရားသခင်ထားထားတဲ့ရီမန်းချက်ဘုရားသခင်ထားထားတဲ့ယူပါယုံတွေကိုဇနီးမောင်နဲ့နှစ်ယောက်စလုံးပြည့်မီလာဖို့ရန်အတွက်ကျမတို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်နော်ကိုရဲ့နော်ဖြစ်ချင်တဲ့အရာတွေအားလုံးကိုနောက်မှာခြံထားပြီးတော့ခြေတလန်းနောက်ဆုတ်ပြီးတော့နေရမယ်ဆိုလို့ရှိရင်နေတက်မယ်ဆိုလို့ရှိရင်ဒီနေ့ခင်မွန်းတဲ့ဇနီးတဲ့အတ္တတာတွေမှာဖျားထားတဲ့ယူပါယုံတွေကတစ်ဆင့်ပြီးတစ်ဆင့်ပြည့်စုံလာမှာဖြစ်တယ်ချက်ချင်းတော့ပြည့်စုံမှာမဟုတ်ဘူးနှစ်နဲ့ချီကြတယ်အစပိုင်းမှာပြည့်စုံပါတော့မလားဆိုတော့လက်လျှော့လိုက်ခြင်းတဲ့အခြေအနေမျိုးတွေရှိခဲ့ဘူးတယ်သို့တော်လည်းဒီနေ့ဘုရားသခင်ကျမတို့အပေါ်မှာအကောင်းဆုံးကြံစီထားတယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းနဲ့ပဲလိုက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာဒီနေ့ပြည့်စုံလာတဲ့အရာတွေကိုမြင်ရတဲ့ကြောင့်မလို့ဒီနေ့ကျမအားပေးခြင်းနဲ့ဒီနေ့ဘုရားကိုယုံပါလူချင်းချင်းတော့ယုံလို့မရဘူးလူချင်းချင်းကိုယုံတဲ့အရာကိုလည်းဘုရားသခင်မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့လူကိုယုံကြည်ပြီးတော့လူကိုကိုးစားတဲ့သူရဲ့အတ္တတာတွေမှာအမင်္ဂလာပဲရှိရတယ်။ဒါကြောင့်မလို့သူ့ရဲ့အရေးချင်းပေါ်မှာကျမတို့သွားရက်တည်ပြီးတော့ယုံကြည်ဖို့မဟုတ်ဘုရားသခင်ရဲ့ပြည့်စုံခြင်းပေါ်မှာယုံကြည်ပြီးတော့ရက်တည်ပြီးတော့ကျမတို့ပြေးရမယ့်ပန်းတိုင်ကိုပြေးမယ်ဆိုလို့ရှိရင်တော့အောင်မြင်တဲ့ယူပါယုံကိုကျမတို့ရရှိမှာဖြစ်တယ်။ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့နော်ကျွန်တော်တို့ရဲ့ဒီ mantra ပေါ့နော်ကျွန်တော်တို့ရဲ့ဇနီးမောင်နှံနှစ်ယောက်ကို mantra လုပ်ပေးတဲ့ဒီကျွန်တော်တို့ရဲ့ဆရာတွေပေါ့သူတို့မေးတဲ့မေးခွန်းလေးကိုပဲအခုကျွန်တော်အားလုံးကိုပြန်ပြီးတော့မေးချင်ပါတယ်အဲတုန်းကကျွန်တော်မဖြေနိုင်ခဲ့ဘူးအဲမေးခွန်းကပါလဲဆိုတော့ what is your family vision ဆိုတော့သင်ရဲ့မိသားစုနော်မိသားစုရဲ့ယူပါယုံကပါလဲဆိုရင်သင်ရဲ့အဖြေကပါလဲအဲဒါလေးကျွန်တော်မေးချင်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့အသက်တာထဲမှာအဲဒီမိသားစု family vision ဆိုတဲ့အရာကအရင်ရှင်းလင်းပါတယ်နော်အားလုံးမိသားစုတစ်ခုလုံးကဘုရားကအမှုတော်မြတ်တို့ခေါ်ထားရဲဆိုအရင်ရှင်းတယ်နောက်တစ်ခုကျွန်တော်တို့ရဲ့ဒီဆွေမျိုးအတိုင်းဝိုင်းကိုကြည့်လိုက်မယ်ဆိုရင်လေဆရာမရဲ့ဘက်ကမိဘတွေပဲကြည့်မလားကျွန်တော်ဘက်ကမိဘတွေပဲကြည့်မလားအားလုံးအမှုတော်ဆောင်တွေဖြစ်တယ်ညီကောင်မောင်တို့အားလုံးကိုကြည့်မလားဘုရားအမှုတော်ဆောင်တွေပဲဖြစ်တယ်အခုကျွန်တော်တို့ရဲ့သားသမီးတွေကလည်းကျွန်တော်တို့ကသူတို့ကိုအတင်းကြီးတော့အမှုတော်ဆောင်လုပ်ခိုင်းတာမဟုတ်ဘူးဘုရားခေါ်မှပဲဒီຢာတွေကဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့သိထားတဲ့အရာတစ်ခုကဘုရားကကျွန်တော်မိသားစုကိုသူအမှုတော်များတွေခေါ်ထားတယ်ဒါပေမဲ့ဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တို့မသိဘူးဆရာမလည်း Praise and Worship Leader တယောက်နှုတ်ကပတ်တော်ဝင်ခါဖို့ဆိုတဲ့ပုံစံမျိုးနော်တခြင်းတွေရေးမယ်ဆက်မယ်စုံမယ်အခွေထုတ်မယ်ဒါတွေလုံးဝမစင်စားခဲ့ဘူးဒါပေမဲ့ဘုရားကအဲ့လိုပုံစံနဲ့သူ့ကိုသုံးတယ်ဆိုတော့ကျွန်တော်ကလည်းတရားဟောဆရာတယောက်ဖြစ်လာဖို့သင်ဟောဆရာတယောက်ဖြစ်လာဖို့ဘယ်တော့မှမပြင်ဆင်ခဲ့ဘူးဒါပေမဲ့လည်းဘုရားကကျွန်တော်တို့ကိုခေါ်ခြင်းရှိတဲ့အတွက်ကြောင့်မလို့ဘုရားရှင်ပြုပြင်ပုံသင်ခြင်းနဲ့ကျွန်တော်တို့ဒီလိုပုံစံဖြစ်လာတယ်အဲ့တော့ကျွန်တော်ယုံကြည်တဲ့အရာတစ်ခုကကျွန်တော်သားသမီးတွေလည်းနော်ပုံစံတော့တူချင်မှတူလိမ့်မယ်ဒါပေမဲ့သေချာတာတစ်ခုကတော့ဘုရားရဲ့အမှုတော်မြတ်ထဲမှာသေချာပါပါဝင်ရမယ်ဆိုတော့ဘုရားရှင်အမှုတော်မြတ်ဆိုတာကကျွန်တော်ဒီနေရာကနေနိုင်ငံပြောချင်ပါတယ်နော်ကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့လိုသင်အုပ်ဆရာလုံးမှတရားဟောဆရာလုံးမှနော်အမှုတော်ဆောင်တယ်လို့ပြောတာမျိုးမဟုတ်ပါဘူးဘုရားသခင်ခေါ်တဲ့ရွေးကောက်တဲ့ယုံကြည်သူတိုင်းဟာဘုရားသခင်အမှုတော်မြတ်ကိုမိမိရှိတဲ့နေရာမှာဘုရားဘုရားထင်ရှားပြီးတော့ပြသပြီးတော့အသက်ရှင်ရတာဖြစ်တယ်အမှုဆောင်ရတာဖြစ်တယ်ဆိုတော့သင်ရဲ့အသက်ရှင်ခြင်းဟာတရားဟောခြင်းတစ်ပုဒ်ပုံစံမျိုးနဲ့ဘုရားသခင်ဖြစ်စေခြင်းပါတယ်အဲ့တော့ဒါကြောင့်လည်းကျွန်တော်တို့အခုခရစ်ယာန်လောကမှာပြောတဲ့အရာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အခုပြောနေကြတယ် seven mountains နော်ဒီစကားလုံးကိုကြားဘူးမှာတောင်9လုံးဒါဘုရားရှင်နယ်ပယ်အသီးသီးမှာနော်ဒါ seven mountains လို့ပြောတဲ့အခါမှာနယ်ပယ်အသီးသီးပေါ့ဒီလောကရဲ့နယ်ပယ်အသီးသီးမှာဘုရားရှင်ကသူ့ရဲ့လူတွေကိုထားပြီးတော့သူကမှုတော်ဆောင်မှုရန်အတွက်ပြင်ဆင်ထားတယ်ဆိုတဲ့အရာလေးကိုကျွန်တော်တို့ဒီ seven mountains ဆိုတဲ့အရာလေးအဖြစ်နားလည်ကြတယ်ပေါ့ဒါတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဒါခရစ်ယာန်တွေကဒီလိုပဲသင်ကြားကြတယ်အဲ့တော့အဲ့ဒီမှာသူကတောင်းနေမျိုးမျိုးရှိတာပေါ့ပညာရေးအားလုံးသိပါအောင်စီးပွားရေးနိုင်ငံရေးနော်
entertainment စသဖြင့်ပေါ့ကျွန်တော်တောင်းတွေအားလုံးကိုပြောလိုက်ဒါပေမဲ့အဲ့ဒါတွေအားလုံးရဲ့ foundation တောင်းတစ်ခုရှိတယ်နယ်ပယ်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့မိသားစုဖြစ်တယ် family ဖြစ်တယ်ဆိုတော့ဘုရားသခင်အမှုတော်များဘယ်ကနေထွက်လာတာလဲမိသားစုတွေကထွက်လာတာဖြစ်တယ်အတိတ်ဘက်ကနော်သင်ဟာ engineer ဖြစ်နိုင်တယ်ဒါမှမဟုတ်သင်စနီးတဲ့ဟာနော်သင်ဟာရုံးလုပ်ငန်းတစ်ခုမှလုပ်တာဖြစ်နိုင်တယ်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တာဖြစ်နိုင်တယ်ဆိုတော့သင်သားသမီးတွေအခုကြောင်းတက်နေတယ်တနေ့ကျရင်သူတို့ဆရာဝန်လည်းဖြစ်နိုင်တယ်ဘုရားသခင်အမှုတော်လို့ပြောအချိန်ပြည့်အမှုတော်ဆောင်တွေသင်ဟုတ်ဆရာကြီးလည်းဖြစ်လာနိုင်တယ်ဒါမှမဟုတ်ရင်သူ IT ပညာရှင်လည်းဖြစ်သွားနိုင်တယ်သူအမှုပညာရှင်သမားတစ်ယောက်လည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့ဒီသူတို့ရှိတဲ့နေရာမှာဘုရားရဲ့ဘုန်းကိုထင်ရှားတဲ့အမှုတော်ဆောင်တွေဖြစ်လာဖို့အတွက်ကအခုလက်ရှိအိမ်မှာနော်အသက်ရှင်ခြင်းသိပြီးတော့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ family vision ဆိုတဲ့အရာကိုမိသားစုပေါ့နော်အခြားအရာနိုင်ငံကိုပြောင်းလဲဖို့တို့တခါလေလုပ်ငန်းခွင်နယ်ပယ်တွေမှာဘုရားဘုန်းထင်ရှားဖို့ဆိုတဲ့အရာတွေမလာခင်မှာအရင်ဆုံးမိခင်နဲ့ဖခင်ဥဆောင်နေတဲ့မိသားစုရဲ့ဘုရားခေါ်တဲ့ခေါ်ခြင်းပါလေကိုယ်ဇနီးတဲ့ကိုဘုရားဘာအတွက်ခေါ်ထားလဲကိုယ့်ရဲ့ခင်မွန်းတဲ့ကိုဘုရားခင်ဘလို့အသုံးပြုမလဲသူရှိတဲ့နေရာမှာအဲ့ဒါကိုတယောက်နဲ့တယောက်သဘောပေါက်ပြီးတော့ပြုစုတတ်ဖို့လိုတယ်ဒီຢာကကျွန်တော်ပြောမယ်ကလေးငယ်တွေကိုပြုစုခြင်းဆိုတဲ့အရာကိုပါတခါလေသွားတာဖြစ်တယ်အဲ့တော့ဇနီးတဲ့နဲ့ခင်မွန်းတဲ့တယောက်နဲ့တယောက်မပြုစုနိုင်ဘူးဆိုရင်နော်ကိုယ့်ရဲ့ကလေးတွေကိုရောဘုရားရဲ့အလိုတော်နဲ့ပြည့်စုံသောဘုရားခင်ဘုန်းထင်ရှားမဲ့သားသမီးတွေဖြစ်လာဖို့ဘလို့ပုံစံနဲ့ပြုစုနိုင်ပါဘူးကျွန်တော်တို့အရင်တော့လွယ်မာစွာခံယူခဲ့တဲ့အရာတွေကတော့နော်ခင်မွန်းတဲ့ဝယ်ဖျားခေါ်တာဇနီးတဲ့အနောက်ကနေပန်ပိုးဖို့တက်ပဲနော်ဒါဟင်းချက်ထမင်းချက်နဲ့အဝတ်လျှော်ရေခတ်ဖို့တန်ရှင်းလုပ်ဖို့လောက်ပဲကော်ဖီဖျော်ပေးဖို့လောက်ပဲမိဘူးတိုက်ပေးဖို့လောက်ပဲအင်ကြီးတွေပါလေနော်ဒီလောက်ပဲကျွန်တော်တို့ကထင်ခဲ့ကြတာတကယ်တော့အဲ့လိုမဟုတ်ပါဘူးဖျားရှင်ခေါ်ခြင်းဟာခင်မွန်းတဲ့ရောဇနီးတဲ့ရောနှစ်ယောက်လုံးမှာမတူစွာထူးခြားရှိတယ်ဒါပေမဲ့နှစ်ယောက်အတူဘယ်လိုသွားနိုင်မလဲသင်တို့အဲ့ဒါကိုရှာဖွေနိုင်တယ်ဆိုရင်အဲ့ဒီအရာကိုသင်တို့လှုပ်ဆောင်နိုင်တယ်ဆိုရင်အင်မတန်မှကြီးမားတဲ့ကောင်းကြီးမင်္ဂလာမိသားစုတွေကိုတက်ရောက်လာမှာဖြစ်တယ်သင်မိသားစုကတကယ်ပဲကောင်းကြီးခံစားပါလိမ့်မယ်ဟုတ်ပါတယ်ကျမရဲ့အသက်တာထဲမှာလည်းအရင်တော့ကယူပါယုံကိုအရောက်သွားတတ်ဖို့ပြေးနိုင်ဖို့ဆိုတာကလုံးဝညံမမီခဲ့တဲ့သူတယောက်ဖြစ်တယ်ဝိညာဉ်ရေးအပိုင်းဆိုင်မှာလည်းအားနေခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့အရင်တော့ဆိုရင်ကျမမှတ်မိသေးတယ်ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်နေ့တိုင်းမှာကျမစဉ်းစားနေတဲ့အရာကအိုးငါခင်မွန်းတဲ့ငါ့ကိုအချိန်မပေးဘူးငါ့ကိုချစ်တယ်လို့လည်းမပြောဘူးတနေ့တစ်ခါเนาะဒါမှမဟုတ်เนาะငါကလေးကိုလည်းမကြည့်ရှုပေးဘူးငါအနားမှာလည်းမနေပေးဘူးစသဖြင့်ပေါ့เนาะအဲ့ဒီမကောင်းတဲ့အတွေးခေါ်ခင်မွန်းတဲ့ကိုမြင်တဲ့အတွေးခေါ်တွေကမကောင်းတဲ့အတွေးခေါ်တွေဖြစ်နေတယ်အဲ့တော့နေ့ရက်စဉ်တိုင်းမှာစိတ်ဆိုးတယ်စိတ်ကောက်တယ်သူ့ကိုကြည်ကြတယ်အဲ့တော့ तू ကလည်းဘာဖြစ်လာလဲဆိုတော့ तू သွားနေတဲ့အရာမှာတခါကျွန်မမှတ်မိသေးတယ်အဲ့ဒီအချိန်တော့ तू နည်းနည်းစိတ်တက်ကြတဲ့အရာလေးကျွန်မသတိထားမိတယ်ဒါပေမဲ့ तू သူ့ထဲထဲမှာပေါ့နော်ဒီယူပါယုံအရောက်ပြေးနိုင်ဖို့ရတယ် तू စလုပ်ခဲ့တဲ့အရာလေးဒီအရာလေးကိုကျွန်မပြန်ပြောပြခြင်းလို့ပါအဲ့တော့ तू ဘာလုပ်လဲဆိုရင်ကျွန်မကိုနေ့ရက်အစဉ်တိုင်းမှာ तू အားရင်အားသလို तू ဖျားเจ้าကနေရုံးကနေပြန်လာပြီဆိုရင်နှစ်ယောက်တည်း तू အဲ့လိုကလေးအိတ်နေတဲ့အချိန်မှာကျွန်မကိုစကားပြောတယ်ကဲနော်ငါတို့အနာဂတ်မှာဘုရားသခင်ပြင်ဆင်ထားတဲ့အရာကဒါကြီးနော်ဒီနေ့ဘုရားသခင်ပြင်ဆင်ထားတဲ့အရာကိုပြေးဖို့ရန်အတွက်ဘေးနားမှာရှိတဲ့အရာတွေကိုဖယ်ထားပါဆိုပြီးတော့ तू ကပြောတယ်အဲ့တော့အဲ့ဒီအချိန်မှာမှတဖြည်းဖြည်းနဲ့ကျမကမြင်တက်လာတာအစတော့အဲ့လိုမျိုးမမြင်ဘူးမြင်တဲ့အရာက तू ငါအပေါ်မှာဘာလို့ဂရုမစိုက်လဲဆိုတော့ self center ကိုထားပြီးတော့ငါဆိုတဲ့အရာငါ့ကိုကြံတဲ့ဘေးနားသူတွေကဝိုင်းပြီးတော့ကူညီပေးရမယ်ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့အရာ self center ကိုပဲထားပြီးတော့အသက်ရှင်တဲ့အခါမှာကျမတို့ရဲ့မိသားစုအသက်တာထဲမှာဖခင်ရဲ့ခေါ်ခြင်းအရန်နှေးကွေးနေတယ်သို့တော်လည်း तू ကစိတ်ရှိနဲ့ဟာ तू ပြောပြတယ်မဟုတ်ဘူးငါတို့မိသားစုထဲမှာငါတို့တွေမကဘဲနဲ့ငါတို့ရဲ့သားသမီးတွေတကယ်ဖခင်ရဲ့အမှုတော်ထဲမှာပါဝင်လာဖို့ရတဲ့ဒီအတိုင်းသွားလို့မရဘူးငါတို့ဘေးနားမှာရှိတဲ့ပတ်ဝန်းကျင်တွေအားလုံးဟာငါတို့ကိုမြင်ခြင်းအပြင်ဒီနေ့ဘုရားသခင်ထားထားတဲ့အကြံစီတော်တွေကိုနားလည်ပြီးတော့တော့တကယ်ကိုငါတို့မိသားစုကိုကြည့်လိုက်တဲ့အခါမှာသူတို့စံနမူနာယူရတဲ့မိသားစုဖြစ်လာတဲ့ဒီငါတို့အသက်ရှင်ဖို့အတွက်လိုအပ်တယ်စသဖြင့် तू ပြောပြတဲ့အရာတွေကဒီထက်အသေးစိတ်ပါတယ်သို့တော့ဒါခြုံငုံပြီးတော့ပြောပြတာပေါ့နော်အဲ့လိုပြောပြတဲ့အရာတွေကိုကျွန်မမြင်လာတဲ့အခါကျမှဘာဖြစ်လာလဲဆိုတော့ကျမတို့ပြေးရမယ့်ဘန်းတိုင်ကိုကျမကောင်းကောင်းမွန်မွန်ပြေးဖို့အတွက်စဉ်းစားလာတယ်เนาะဘေးနားမှာเนาะစိတ်ညစ်စရာကောင်းတယ်เนาะပရိစိတ်ကြိုက်တဲ့ချင်းကြိုက်တယ်ဆိုတဲ့ပြဿနာအသေးဖွဲလေးတွေပေါ့เนาะစသဖြင့်စိတ်ဆိုးစိတ်ကောက်တဲ့အရာတွေအားလုံးကိုကျမကခြံထားခဲ့လိုက်ပြီးတော့เนาะကျမရဲ့ငါဆိုတဲ့အရာကိုဖယ်ထားလိုက်ပြီးတော့ခင်မွန်းတယ်နဲ့ငါနှစ်ယောက်စလုံးဘုရားသခင်ပန်းနှုံးနိုင်ကိုပဲအရင်ဆုံးငါတို့ပြေးကြမယ်ဆိုတဲ့အရာနဲ့ကျမတို့ခရီးဆက်လိုက်တဲ့အခါမှာတဖြည်းဖြည်းနဲ့အရှိကိုရောက်လာတယ်အဲ့တော့ဒီနေ့တဲ့ရဲ့မိသားစုထဲမှာเนาะတဲ့ဖြစ်စေခြင်းတဲ့အရာကောင်းသောအရာဘာတွေရှိတယ်လဲဒါမှမဟုတ်ဘုရားသခင်เนาะကျမတို့အသက်တာထဲမှာဖြစ်စေခြင်းတဲ့အရာတွေဘာတွေရှိတယ်လဲစသဖြင့်ကောင်းသောအရာတွေအားလုံးကိုတဲ့မိသားစုထဲမှာတင်စတင်ပြီးတော့ကြီးညာဝန်ခံဖို့ဖြစ်တယ်ဒီနေ့ဘုရားသခင်ဟာဒီလောကကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာနှုတ်တော်ထွက်အားဖြင့်ဖန်ဆင်းတယ်လို့ပြောခဲ့တယ်
အဲ့ဒီသူ့ရဲ့နှုတ်တော်ထွက်ကောင်းသောစကားတွေအားဖြင့်ကောင်းသောအမှုရာတွေနဲ့ဒီကဘာမြေကြီးကိုဖန်ဆင်းခဲ့တယ်လို့ပဲဒီနေ့ကျမတို့ပြောတဲ့စကားတွေအားလုံးဟာကျမတို့မိသားစုထဲမှာအသက်ရှင်ခြင်းအကြောင်းကိုသင်ဖြစ်စေခြင်းနဲ့ဆိုရင်အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့စကားတွေကိုပြောပါမိသားစုအသက်တာထဲမှာဒီနေ့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားတဲ့မိသားစုကြီးဖြစ်ခြင်းနဲ့တာယာလှပပြီးတော့ချစ်ချင်းမြတ်တာနဲ့ပြည့်စုံတဲ့မိသားစုဖြစ်ခြင်းနဲ့ဆိုရင်ဒီနေ့အဲ့ဒီစကားတွေကိုကျမတို့ရဲ့မိသားစုထဲမှာပြောပြီးတော့လှပတဲ့အနာဂတ်တွေကိုဖန်ဆင်းလို့ရတယ်အတိတ်ကတော့အရင်တော့မလှမပတဲ့အတိတ်တွေရှိကောင်းရှိခဲ့ပါလိမ့်မယ်သို့တော့လှပတဲ့အနာဂတ်ကိုသင်လှပပသင်ပြုပြင်ခြင်းနဲ့ဆိုရင်တော့သင်နှုတ်ရှာပါဇက်အပြင်သင်ပြင်ဆင်လို့ရတယ်နှုတ်ကပတ်တော်ကိုသင်ကင်ဆွဲပြီးတော့သင်ရဲ့နှုတ်ရှာပါဇက်အပြင်ဝန်ခံပြင်ဆင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုဟာတကယ်ဘုရားဘုန်းတော်ထင်ရှားပြီးတော့လူတိုင်းကနေပြီးတော့အတူယူပြီးတော့ခွန်အားရတဲ့မိသားစုကြီးဖြစ်လာမယ်လို့ဒီနေ့ကျွန်မရေရေကြီးဝန်ခံပြီးတော့ကျွန်မအားပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့เนาะအခုကျွန်တော်တို့ရဲ့အသက်တာတွေအကြောင်းတွေလည်းဝင်ခပြီးပြီဆိုတော့နောက်ဆုံးပေါ့เนาะဆရာမပြောတာနဲ့ဆက်ဆက်ပြီးကျွန်တော်ပြောရမယ်ဆိုရင်တကယ်ပဲကျွန်တော်တို့ရဲ့အသက်တာကိုတိဆောက်ပေးတဲ့အရာကဘာလဲဆိုရင်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့စကားတွေကိုပြောခြင်းဖြစ်တယ်ကျွန်တော်ဒီစကားလုံးလေးကိုတော့ကျွန်တော်တို့ရဲ့အမှုဆောင်လုပ်ငန်းထဲမှာသုံးတယ်ကျွန်တော်ဇနီးမောင်နဲ့နှစ်ယောက်ကြားထဲမှာဆိုတော့ဆရာမပြောတဲ့အရာလေးရှိတယ် vision နော် vision sharing ဆိုတဲ့စကားလုံးလေးကိုယ့်ကိုဘုရားပါပြောထားလေပြောတဲ့အရာကိုသူတစ်ပါးကိုပြန်လဲဝေမျှတာအဲ့တော့ကြည့်ကျွန်တော်ကဝိညာဉ်ရေးခေါင်းဆောင်ဖြစ်တယ်ဆိုရင်အသင်းတော်မှာဆိုပါစို့ကျွန်တော်ကိုဘုရားပေးထားယူပါယုံကိုကျွန်တော်ဝေမျှလိုက်တဲ့အခါမှာဘုရားပေးတဲ့ယူပါယုံဘုရားပေးတဲ့အကြံစီဆိုတဲ့အရာကကောင်းတဲ့အရာတွေကြီးပဲလေကိုယ့်ရဲ့တက်တော်ကောင်းစားဖို့ကိုယ့်ရဲ့တက်တော်ကိုရှေ့ကိုရောက်သွားဖို့ဆွဲခေါ်ဘုရားပြင်ဆင်တဲ့အရာတွေကြီးပဲကောင်းဖို့တပဲပြင်ဆင်တာဆိုအဲ့ဒါကိုသူတို့ဘာကိုဝေမျှလိုက်တဲ့အခါမှာအဲ့ဝေမျှခြင်းခံရလူတွေကဘာခံစားရလဲဆိုတော့သူကခွန်အားရလာတယ်ခွန်အားရှိလာတယ်အတူအရှေ့ကိုရှောက်ဖို့ဖြစ်လာတယ်ဒါကြောင့်ကျွန်တော်တို့ခေါင်းဆောင်တွေကနော်ယူပါယုံအခုကျွန်တော်ဒါအပြင်ကအသင်းတော်မှာရှိတဲ့ခေါင်းဆောင်မှုနဲ့မိသားစုနဲ့ဘယ်လိုဆက်ဆက်လဲဆိုတဲ့အရာလေးကျွန်တော်ပြောပြချင်တာပါနော်ဆိုတော့အဲ့တော့အသင်းတော်မှာရှိတဲ့ဝိညာဉ်ရေးခေါင်းဆောင်ကသူ့မှာဘာယူပါယုံမှမရှိတော့ဘူးဆိုရင်သူကဘုရားသခင်ဖွင့်ပြခြင်းမရှိဘဲနဲ့ကျန်တဲ့လူတွေကိုခွန်အားအစွမ်းတတ္တိနဲ့ပြည့်လာပြီးတော့တခါလေသူတို့အစွမ်းတတ္တိအပြည့်နဲ့အရှိကိုအတူတကွခြေလန်းလန်းမို့ဆိုတာဘယ်လိုမှဆွဲခေါ်နိုင်မှာမဟုတ်ဆိုတော့ဘုရားပေးတဲ့ယူပါယုံကိုပြန်လှည့်ပြီးတော့ပြောပြနိုင်မို့လို့ဒါဆိုအရင်ဆုံးကိုယ်တိုင်ကဘုရားစီကနော်ယူပါယုံခံစားဖို့ရန်ရည်ကြည့်တယ်ဆိုတော့အဲ့ဒီအသင်းတော်ဆိုတဲ့အရာအဖွဲ့အစည်းဆိုတဲ့အရာမှာဥဆောင်မှုဆိုတဲ့အရာဘယ်ကလာတာလဲမိသားစုကလာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့သင်းအုပ်ဆရာနဲ့ပတ်သက်တဲ့ဒီကျမ်းစာထဲမှာပါတဲ့အရေးချင်းတွေကိုကြည့်လိုက်တဲ့အခါမှာမိမိရဲ့အိမ်ကိုကောင်းမွန်စွာအုပ်စိုးနိုင်တော်သူပြုစုနိုင်တော်သူကဒါသင်းအုပ်ဆရာဖြစ်ရွေးဖို့နော်ဒါ recommendation ပေးတဲ့သဘောပေါ့နော်ထောက်ခံချက်ပေးတာအဲ့တော့ကျွန်တော်တို့အရေးကြီးတယ်မိသားစုထဲမှာအရင်ဆုံးမိသားစုနဲ့ပတ်သက်တဲ့ယူပါယုံဆိုတာကိုသဘောပေါက်လာတဲ့အခါမှာအမှုဆောင်လုပ်ငန်းနဲ့ပတ်သက်တဲ့အရာစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ဆိုယူပါယုံတွေကသူကဆင့်ပွားရှိလာမှာဖြစ်တယ်ဒါကြောင့်ဒီ foundation ဆိုတဲ့မိသားစုဆိုတဲ့အကြောင်းလက်လွတ်လို့မရဘူးတောင်ဆရာမစောစောပြောတဲ့ဒီစကားလုံးတွေနဲ့ပြောရရပါတော့ကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုယ့်ရဲ့ကလေးတွေအားစအနာဂတ်မှာဘုရားသခင်ကသူ့ကိုဘလို့အသုံးပြုနိုင်လဲဘုရားဘလို့ကောင်းကြီးပေးနိုင်လဲဘုရားသခင်အကြံစီတွေကဘာလဲဆိုတာကိုသင်ကယုံကြည်ခြင်းဆိုတဲ့အရာတွေနဲ့ပြောထုတ်လိုက်မယ်ဆိုရင်ယုံကြည်ခြင်းဆိုတဲ့အရာကတော့မမြင်ရသေးဘူးလေမဖြစ်သေးတဲ့အရာကိုသူကမျက်မှောက်ပြုတာသိမှဆွဲလန်းတာဆိုတော့မှန်တယ်ဘုရားပေးတဲ့ဒီဖွင့်ပြချက်ယူပါယုံကြည်ကဖြစ်မလာသေးဘူးဒါပေမဲ့ပထမအဆုံးလုပ်လို့ရတဲ့အရာကဘာလဲဆိုတော့ leap of faith ဆိုတဲ့ယုံကြည်ခြင်းခြေလှမ်းယုံကြည်ခြင်းနဲ့ဆိုင်တဲ့စကားလုံးတွေကိုစပြီးပြောထုတ်လိုက်တာဖြစ်တယ်။ဒါကြောင့်မလို့သင်ရဲ့ဇနီးတဲ့အပေါ်မှာသင်ပြောတဲ့စကားတွေစိတ်တကြစရာစကားတွေအပြစ်တင်တဲ့စကားတွေလား။သင်ရဲ့ခင်မွန်းတဲ့အပေါ်မှာသင်ပြောတဲ့စကားတွေကြီးကြတဲ့စကားတွေလားရစ်တဲ့စကားလုံးတွေလားမကျင်တဲ့စကားလုံးတွေလားဒါမှမဟုတ်ရင်ဘုရားသခင်ဟာငါ့ရဲ့အမျိုးသားကိုဘယ်လိုအသုံးပြုနိုင်လဲ။ဘုရားသခင်ငါ့ရဲ့ဇနီးတဲ့ကိုဘယ်လိုပုံစံနဲ့အသုံးပြုငါတို့နှစ်ယောက်လုံးဘုရားငါတို့မိသားစုကိုဘုရားဘယ်လိုပုံစံနဲ့ဆွဲခေါ်သွားနိုင်လဲဆိုအရာကိုတယောက်နဲ့တယောက်ဝန်ခံမွဲဆိုမယ်ဆိုရင်ကျွန်တော်ပြောမယ်အဲ့ဒီလေထုကြီးကမျောလင့်ချက်နဲ့ပြည့်နေတဲ့လေထုကြီးဖြစ်နေလိမ့်မယ်အိမ်မှာစိတ်တကြတဲ့လေထုမဟုတ်တော့ဘူးနော်မာနကဘယ်နာမှာမှနော်ဝင်ပြီးတော့ခါလေဖြိုခွဲဖို့စူးစမ်းလို့ရမှာမဟုတ်တော့ဘာကြောင့်လဲလေထုကြီးကတော့မျောလင့်ချက်တွေနဲ့ပြေဝနေတာနော်ကျွန်တော်ပြောမယ်မိသားစုထဲမှာရှိရမယ့်လေထုကမျောလင့်ခြင်းနဲ့ဆိုင်တဲ့လေထုရှိရမယ်နောက်တစ်ခုပါ peace ငြိမ်သက်ခြင်းနဲ့ဆိုင်တဲ့လေထုရှိရမယ်တယောက်နဲ့တယောက်အပြစ်တင်နေမှတော့အဲ့ဒီလေထုကြီးကမိသားစုထဲမှာကြုံတွေ့နေရတဲ့ဒီခံစားချက်နဲ့ဆိုင်တဲ့အဲ့ဒီ atmosphere ကြီးကဘလို့မှမျောလင်းချက်နဲ့ပြေးလာစရာအကြောင်းမရှိဘူးသူကစိတ်တကြောက်ပဲဖြစ်သွားတော့မှာဘာကြောင့်လဲပြောတဲ့စကားလုံးတွေစိတ်တကြောက်တဲ့စကားလုံးတွေဖြစ်နေတာဟုတ်ငြိမ်သက်ခြင်းနဲ့ဆိုင်တဲ့စကားလုံးတွေမှမဟုတ်တာဆိုတော့အဲ့တော့ကိုယ့်ဇနီးတဲ့ကိုယ့်သားသမီးကိုယ့်ခင်မွန်းတဲ့အသက်တာထဲမှာဖျားပြုမဲ့အမှုတွေကိုဝန်ခံလိုက်တဲ့အခါမှာမျောလင်းခြင်းဆိုတဲ့လေထုကြီးငြိမ်သက်ခြင်းဆိုတဲ့လေထုကြီးတခါတည်းလွှမ်းခြုံသွားပြီးတော့ကလေးတွေကလည်းအပြင်ထွက်သွားရင်အိမ်မဲပြန်လာခြင်းလေးပဲဒီစကားလုံးလေးကိုမှတ်ထားပါအိမ်ပြန်လာခြင်းတဲ့စကားလုံးအိမ်ပြန်လာခြင်းလေးပဲ
ခင်မွန်းတဲ့သူကသူအပြင်မှာအလုပ်ထမဘလောက်ပဲသူဖိအားတွေများအိမ်ပြန်ခြင်းလိမ့်မယ်ဘာကြောင့်လဲအိမ်ပြန်ရောက်တော့သူကမျောလင်းခြင်းနဲ့ပြုတ်ရလေထူးယူစတွေ့ရတာဟုတ်အဲ့ဒါကြောင့်ပြင်သင်စဉ်းစားကြည့်လိုက်မနေ့မိုးလင်းလာတယ်အပြစ်တင်တဲ့စကားပြောမယ်မကျင်တဲ့စကားလုံးကိုပြောမယ်ဆိုရင်တနေ့ကုန်အဲ့ဒီအိမ်ထဲမှာဘာလေထုလွှမ်းမိုးနေမှတင်တယ်ရည်သက်ခြင်းမဟုတ်တော့မျောလင်းခြင်းမဟုတ်တော့တော့ကျွန်တော်တို့ကမနေ့မိုးလင်းကနေပြီးတခါတွေ့တဲ့မိုးချုပ်တဲ့အချိန်တိုင်းအောင်ကျွန်တော်တို့မိသားစုတွေမှာသုံးနှုံးရမယ့်စကားလုံးတွေကဘုရားသခင်ရဲ့ယူပါယုံနဲ့ဆိုင်တဲ့စကားလုံးတွေဖြစ်တယ်ဘုရားသခင်ကျွန်တော်တို့ခေါ်သွားမယ့်အရာနဲ့ပတ်သက်တဲ့အနာဂတ်နဲ့ဆိုင်တဲ့မျောလင်းခြင်းနဲ့ဆိုင်တဲ့စကားလုံးတွေပြောရမှာဖြစ်တယ်အဲ့တော့အဲ့ဒီຢာကိုမပြောတဲ့မိသားစုတွေထဲမှာခင်မွန်းတဲ့တွေအိမ်ပြန်မလာကြတော့ဆိုတော့အခုเนาะခေတ်စားတဲ့စကားလုံးတစ်လုံးက night life เนาะဆိုတော့ရုံစင်ပြီးသွားရင်အိမ်မပြန်ကြကြတော့ဒါဆိုအိမ်ပြန်ရင်ဟိုမှာเนาะဝမ်းနေစရာလေထူကြီးစောင့်နေတာလေဆိုတော့မျောလင်းချက်တွေဘာမှမရှိဘူးကိုကဒီမှာအလုပ်ကလည်းပင်ပန်းလာတာဒါဟာဇနီးတဲ့ကိုခင်မွန်းတဲ့ကိုနှစ်ယောက်လုံးကြုံရနိုင်ပါတယ်အဲ့တော့ဘာဖြစ်တယ်ဆိုတော့ဒီငြိမ်သက်ခြင်းနဲ့ရှင်တဲ့နော်ကိုကအစတွေဖိအားတွေကများတယ်အလုပ်ထဲမှာနော်လူမှုအတိုင်းဝိုင်းမှာစိန်ခေါ်မှုတွေအများကြီးရှိရတယ်တဲ့ကိုအိမ်မှာရှိတဲ့လေထူကြီးကလည်းစင်မပြေဘူးဆိုတော့ဘယ်သူမှအိမ်ပြန်မလာကြတော့ဆိုအိမ်ဟာနေခြင်းစရာကောင်းတဲ့နေရာမဟုတ်တော့ဘူးねသူကပျော်ရွှင်ခြင်းကိုအပြင်မှာရှာတော့ဆိုတော့ဆုံးကပြော night life ညဘက်နဲ့ဆိုင်တဲ့နော်ဒီခံစားချက်တွေအတောက်အစားတွေအပျော်ပါတွေအားလုံးဟာမိသားစုတွေကိုဝင်ရောက်လာပြီးနောက်ဆုံးမှာမိသားစုပြိုကွဲတဲ့အထိဖြစ်သွားတယ်ကျွန်တော်မိသားစုပြိုကွဲတဲ့အကြောင်းအရာတွေနားထောင်တိုင်းမှာအဲ့ຢာတွေအကုန်လုံးပါလာပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်အခု night life ဆိုတဲ့စကားလုံးနဲ့အခုခေတ်စကားမို့လို့ကျွန်တော်ပြောတာဖြစ်တယ်နော်တကယ်တော့ night life မဟုတ်တဲ့အခြားသောတငယ်ချင်းတွေနဲ့အချိန်ယူတဲ့ຢာတွေအဲ့တော့မိကိုဇနီးတဲ့ကိုခင်မောတဲ့နဲ့အတူနေရမယ့်ຢာတဲ့ကိုတငယ်ချင်းတွေနဲ့အပြင်ရှောက်သွားပြီးတော့နော်ပျော်ပါကျွန်တော်တို့ဈေးဝယ်ထွက်တာကပို့ပြီးတော့ပျော်စရာကောင်းတဲ့အရာမျိုးဖြစ်လာပြီဆိုရင်အရာမှားသွားပြီကျွန်တော်အတွက်တော့ကျွန်တော်အတွက်တော့အပျော်ဆုံးအချိန်ကကျွန်တော်ဇနီးတဲ့နဲ့ကျွန်တော်ကလေးတွေနဲ့အပြင်ကိုထွက်တဲ့အချိန်သူတို့နဲ့နော်အချိန်ယူရတဲ့အရာပေါ့နော်သူတို့နဲ့အချိန်ပေးရတဲ့အရာကျွန်တော်တို့တန်ဖိုးရှိဆုံးအပျော်ဆုံးဖြစ်တယ်ဘယ်တော့ပဲအပြင်မှာဘာတွေပဲပြဿနာရှိကျွန်တော်ပြန်လာခြင်းဆုံးနေရာကျွန်တော်ရဲ့အိမ်ဖြစ်တယ်ကျွန်တော်ဇနီးတဲ့ကျွန်တော်ကလေးရှိတဲ့နေရာဖြစ်တယ်အဲ့တော့မိသားစုဟာအဲ့လိုဖြစ်ဖို့ရတဲ့နှစ်ယောက်လုံးကအရင်ရေးကြည့်တဲ့တာဝန်ရှိပါတယ်ကိုပြောတဲ့စကားလုံးတွေကပါတယ်လေအဲ့ရပေါ်မှာတယောက်ပြောဆိုရင်ရပါတယ်เนาะကျွန်တော်ဒီမနေ့မှာပဲကျွန်တော်နိုးထလာတဲ့အခါမှာကျွန်တော်ဇင်းသေးကိုပြောတဲ့စကားလုံးတွေတစ်လုံးကတနေ့လုံးနဲ့လေထုကိုเนาะဒါရလှပပါစေနိုးလာတဲ့အချိန်မှာကျွန်တော်သူ့ကိုပြောလဲဆိုတော့ငါတို့ဒီမနေ့ကနိုးလာတဲ့အချိန်မှာနှင်းကိုမြင်တဲ့အခါမှာလို့เนาะနှင်းရဲ့နာရန်လေးကတစ်ခါတယ်ဆင်းပြီးတော့เนาะဒါနှင်းကိုကြည့်တဲ့အခါမှာအရန်လှတာပဲလို့เนาะငါစဉ်းစားမိတယ်လို့เนาะငါရထားတဲ့မိန်းမဟောတော်တော်လှတဲ့မိန်းကလေးပဲဟာဒီတနေ့လုံးကတော့တစ်ခါတယ်เนาะစားကောင်းတောက်ဖွဲ့တွေအပြည့်စုံတယ်မလေးနော်တကယ်ကိုတာယာလှပတဲ့အလေထုကြီးကိုတနေ့ကုန်ဖြတ်သန်းရတာပဲနော်စကလုံးလေးတစ်လုံးပဲနော်သင်မနဲ့မိုးလင်းလာတဲ့ခါမှာသင်ဇနီးတဲ့ကိုပါစကားပြောလဲဇနီးတဲ့တွေရောခင်မွန်းတဲ့ကိုရစ်တဲ့စကားပြောလားအပြစ်တင်တဲ့စကားပြောလားပြဿနာတွေကိုအရင်ပြောလားတခါဒီမှာကျွန်တော် social media ကိုကြည့်ပြီးတော့လေကိုယ်စိတ်တက်ကြသွားတာတခါဒီမှာ compare လုပ်မိတတ်တယ်ဟာသူများရဲ့ကလေးတွေကတော့ကြည်စမ်းဒီလိုတွေဝတ်စားကုန်ဒီကြောင်းတွေတက်ကုန်ဒီပညာတွေတက်ကုန်ပြီဟာကလေးတွေကတော့တခါတယ်ဘာမှမတက်ဘူးအဲ့ဒါဇနီးတဲ့အချိန်မပေးလို့ဟာအဲ့ဒါခင်မွန်းတဲ့ကတင်မမတင်တာဆိုတော့တယောက်နဲ့တယောက်ဘာမှမဟုတ်တဲ့ social media ကိုယ့်ရဲ့တငယ်ချင်းမိသားစုတွေကိုကြည့်ပြီးတော့စိတ်သက်ကြခြင်းရနေပြီးတော့အပြစ်တင်တဲ့စကားလုံးတွေပြောလာတော့ဘာဖြစ်လဲမိသားစုတွေမှာဘာမှတိဆောက်စရာမရှိဘူးဘယ်တော့မှလည်းမတိုးပွားမှာမဟုတ်ဘူးဘယ်တော့မှလည်းကောင်းစားလာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကကောင်းမွန်တဲ့စကားလုံးတွေကိုနေ့တိုင်းတယောက်နဲ့တယောက်သုံးဖို့လိုတယ်ကျွန်တော်ပြောမယ်တည့်ရကလေးတွေပေါ်မှာဝန်ခံချင်ကြတဲ့စကားလုံးတွေပါတယ်သိရေးကြည့်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့နှစ်ယောက်ကျွန်တော်တို့အတွေ့အကြုံတွေကိုဝေမျှတာပေါ့နော်ဝေမျှရင်းကနေပြီးတော့တည့်ရမိသားစုမှာဘုရားသခင်ရဲ့ခေါ်ခြင်းယူပါယုံကိုမိသားစုလိုက်အရောက်သွားနိုင်ဝင်တဲ့တို့တိဆောက်ပေးရဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့နောက်ဆုံးအဆုံးသက်အပိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုတွေအားလုံးတွေဒီနေရာကနေပြီးတော့ယုံကြည်ခြင်းအပြင်ကောင်းမွန်တဲ့စကားလုံးတွေမိသားစုတွေကောင်းကြီးမင်္ဂလာဖြစ်စေမယ့်စကားလုံးတွေစိတ်လှုပ်ပြီးတော့ prophet ပြုခြင်းအပြင်ဆုတောင်းပေးခြင်းပါတယ်ဆရာမကအရင်ဆုတောင်းပြီးတော့ကျွန်တော်နောက်ဆုံးအဆုံးသက်ဆုတောင်းမှာဖြစ်တယ်ဒါကြောင့်သင်ရဲ့အခြေအနေဘယ်လိုပဲဖြစ်နေပါစေဟုတ်ကဲ့ယုံကြည်ခြင်းဆိုတဲ့အရာကလက်ရှိအခြေအနေတွေပေါ်မှာယက်တည်ရတာမဟုတ်ဘူးဘုရားအနာဂတ်မှာပြုမယ့်အရာတွေကိုအရင်ဆုံးဝန်ခံရတာဖြစ်တယ်ကြီးညာရတာဖြစ်တယ်ပြီးတော့ယုံကြည်ခြင်းခြေလှမ်းတိုင်းလက်တွေ့ကျင့်သုံးပြီးလုပ်ရတာဖြစ်တယ်။အဲဒါကြောင့်အခုချိန်မှာကျွန်တော်တို့အထူးတကွနော်ကျွန်တော်တို့ဆူတောင်းခြင်းအဖြစ်ယုံကြည်ခြင်းခြေလှမ်းကိုစပြီးလှမ်းရအောင်။အခုကျမကနေပြီးတော့အရင်ဆုံးဆူတောင်းပေးမှာဖြစ်တယ်။အနားမှာတင်ရဲ့ခင်မွန်းတဲ့တင်ရဲ့ဇနီးတဲ့ရှိရဆိုရင်ကျမဘာလို့စီခြင်းလဲဆိုတော့သူ့ရဲ့လက်ကိုကင်ထားပြီးတော့အတူတူကလက်တွဲပြီးတော့ဆူတောင်းစီခြင်းတယ်။ဆိုတော့ကျမဆူတောင်းပြီးရင်ဆရာကနေပြီးတော့ဆက်လက်ပြီးတော့ဆူတောင်းပေးမှာဖြစ်တယ်။အသက်ရှင်တော်ဖျားကောင်းမြတ်တော်ဖျား
သားသမီးတို့အတွက်အကောင်းဆုံးသောအကြံစီတွေကိုနေ့ရက်အစဉ်တိုင်းမှာကြံစီတော်မူသောဖခင်ကိုရောဖခင်ရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီးမင်္ဂလာရှိပါစေသောဒီနေ့မှာသမီးတို့မိသားစုထဲကနေပြီးတော့ကိုရောရဲ့နှုတ်ကပတ်တော်ကိုပြန်လဲပြီးတော့ဆေလွတ်ပြီးတော့မိသားစုတယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာကောင်းကြီးဖြစ်ဖို့ရန်အတွက်သားသမီးဆေလွတ်တဲ့အခါမှာဒီနေ့သမီးယုံကြည်ပါတယ်မိသားစုဝင်တယောက်ချင်းဆိုင်အသက်တာထဲမှာတကယ်ကိုရောရဲ့နှုတ်ကပတ်တော်အားဖြင့်တိဆောက်ခြင်းပြုပြင်ခြင်းခိုင်ခန့်ခြင်းရှိနေပြီဖြစ်လို့ကိုရောကိုယေရှုတင်ပါတယ်အထူးသဖြင့်ကိုရောဒီနေ့ online ကနေပြီးတော့ကြည့်ရှုနေကြတဲ့ဇနီးမောင်နှံတွေမိသားစုဝင်တယောက်ချင်းစီတိုင်းကိုယေရှုခရစ်တော်ဘုရားသခင်နာမကိုအမိပြုကောင်းကြီးပေးပါတယ်သူတို့ရဲ့စိတ်ဝိညာဉ်ဒီကောင်းစားပါစေအရာရာ၌ကောင်းစားခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံပါစေဘုရားသခင်အထူးသဖြင့်ကိုရောဒီနေ့ကိုရောခေါ်ထားတဲ့ပန်းတိုင်ကိုရောပြင်ဆင်ထားတဲ့ယူပါယုံကိုရောပြင်ဆင်ထားတဲ့အကြံစီတော်တွေကိုသူတို့နားလည်နိုင်ဖို့ရန်အတွက်အသက်ရှင်တော်ဘုရားကောင်းမြတ်တော်ဘုရားသူတို့ကိုရောဖွင့်ပြတော်မူပါသူတို့မိသားစုထဲမှာရှိနေတဲ့မာနရဲ့လှုပ်ရက်တွေမာနဖြိုခွဲပြီးတော့ဒီမိသားစုကိုပြက်ပြားစေမယ့်အရာတွေအားလုံးကိုလည်းယေရှုဖခင်ရဲ့နာမကိုမြှပြည့်နှင်ထုတ်ပါတယ်ချီနှောင်၍ဖယ်ရှားပါတယ်ဘုရားသခင်သူတို့မိသားစုထဲမှာကိုရဲ့ငြိမ်သက်ခြင်းကိုရဲ့ဝမ်းမြောက်ခြင်းကိုရဲ့မေတ္တာတော်နဲ့ပြန်လဲပြီးပြည့်စုံစေပါကိုရဲ့ဘုန်းတော်နဲ့ပြန်လဲပြီးလွှမ်းခြုံခြင်းကိုခံစားစေပါအိမ်ထဲမှာရှိတဲ့ညီးတွားစရာကောင်းတဲ့အရာငိုကြွေးစရာကောင်းတဲ့အရာတကယ်ပဲဘုရားဘုန်းတော်မထင်ရှားစေမယ့်အရာအားလုံးကိုယေရှုနာမနဲ့ဖယ်ရှားပါတယ်ဘုရားသခင်အသက်တော်လန်းဆန်းခြင်းအသက်တော်ဝမ်းမြောက်ခြင်းနဲ့ဤမိသားစုကိုပြန်လဲပြီးပြည့်စုံစေပါသူတို့မိသားစုထဲမှာဘလောက်ပဲကိုရောခက်ထန်တဲ့အခြေအနေမျိုးတွေရှိခဲ့ပါစေဒီနေ့ယေရှုခရစ်တော်ဘုရားသခင်နာမကိုမြှပြည့်သမီးကြေညာပါတယ်မိသားစုထဲမှာကိုရောအသက်ဆန်းရည်ကိုပြန်လဲပြီးတော့စီစဉ်စေတော်မူပါဘုရားသခင်ကိုရောရဲ့ဘုန်းတော်နဲ့တာ၍ထင်ရှားပြီးတော့အရင်တစ်ချိန်တစ်ခါမှမခံစားခဲ့ဘူးတဲ့ကိုရောရဲ့ visitation ကိုသူတို့ခံစားရပါမိကြောင်းသမီးဆုတောင်းပါတယ်ဘုရားသခင်မိဘနှစ်ပါးရဲ့ဘုရားသခင်ကိုချစ်ချင်းကြောင်းရိုသေခြင်းတည်လေသားသမီးများရဲ့အရှိမပုံသက်တွေဖြစ်ပြီးတော့တအိမ်တောင်လုံးဒီဘုရားဘုန်းတော်နဲ့ပြည့်ဝသောအိမ်တောင်ကြီးဖြစ်လာစေဖို့နဲ့ကောင်းကြီးပေးပါတယ်ဘုရားသခင်ယေရှုတင်တဲ့ဒီမိသားစုရဲ့တယောက်ချင်းစီအသက်တာကိုလက်တော်ထဲမှာအနံ့တဲ့အခါမှာယေရှုဖခင်ရဲ့နာမကိုမြည်ပြီးဆုတောင်းဆက်ကပ်အနံ့ပါတယ်ဖာအာမင်အာမင်တော့ဆက်ပြီးတော့ဆုတောင်းပေးခြင်းပါတယ်ခါတော့ဒီလိုမျက်စိမိတ်တဲ့တရားမိသားစုခုလုံးတဲ့ဘုရားသခင်စီမှာခါတော့ဆက်ကပ်ဆုတောင်းရအောင်ဘုရားသခင်ယခုဒီနေရာမှာကြည်ရှုတဲ့ရှိကြသောသူတယောက်စီအောင်ခရစ်တော်ရဲ့နာမနဲ့ကောင်းကြီးပေးတယ်ဇနီးမောင်နှံတွေရှိပါကလည်းသူတို့ကောင်းကြီးပေးတယ်ကလေးငယ်များရှိသောမိသားစုအိမ်တော်များရှိပါကလည်းသူတို့ကောင်းကြီးပေးပါတယ်ဖာဘုရားသခင်မာနရဲ့ချုံတော်မှုနီလန်းမျိုးမျိုးစုံစမ်းနောက်ဆက်မှုနီလန်းမျိုးမျိုးမိသားစုကိုဖြိုခွဲဖို့လှုပ်ဆောင်သောဒူးစရိုက်နဲ့ဆိုင်သောမှောင်မိုက်နဲ့ဆိုင်သောတကိုးလက်နဲ့အားလုံးခရစ်တော်ဤနာမဖြင့်သားတို့ယနေ့ဖယ်ရှားပါတယ်ညှင်းဆန်ပါတယ်ဖဖျားခင်ဒီဇနီးမောင်နှံနှစ်ယောက်စလုံးကိုခွန်အားပေးပါဖဖျားတယောက်တယောက်ချီတောင်းထားတဲ့အရာတွေအပြစ်တင်တဲ့အရာတွေမကျင်တဲ့အရာတွေရှိပါကလည်းဒဏ်ရာနာတရားတွေရှိပါကလည်းကိုတော်ဒီကျမ်းမာခြင်းအရှင်ဖြစ်တယ်ကိုတော်ဒီယနေ့ခွင့်လွှတ်ခြင်းအရှင်ဖြစ်တယ်ဟာလေလုယာသားတို့ရဲ့အဖြစ်ကိုကိုတော်ဒီခွင့်လွှတ်တဲ့ကဲ့သို့ဇနီးမောင်နှံနှစ်ယောက်တယောက်နဲ့တယောက်ယနေ့တယောက်ကိုတယောက်နှိတ်ချခြင်းနဲ့သူတို့ရဲ့အပြစ်တီးတီးကိုခွင့်လွှတ်တဲ့သဘောကိုသူတို့ထဲမှာပေးပါသူတို့ရဲ့အတွင်းနှလုံးသားမှာရှိတဲ့ဒဏ်ရာတွေကိုလည်းကျမ်းမာခြင်းပေးပါမိကြောင်းယေရှုခရစ်တော်ဘုရားကိုရဲ့ကျမ်းမာခြင်းတကိုးကိုတို့အိန္ဒိယကနေဆေလွတ်ပါတယ်ဖဖျားခင်။ရှင်တော်ဝိညာဉ်တော်ဘုရားကိုရောလည်းတို့ဖိတ်ခေါ်ကြိုးဆိုပါတယ်ဖဖျားခင်။မိသားစုအိမ်တော်မှာအုပ်ဆိုးတော်သူကကိုရောပဲဖြစ်ပါစေ။မနေ့ကမိုးလင်းလာတိုင်းမှာတယောက်တယောက်ပြောဆိုသောစကားတွေညဘက်အိယာဝင်တဲ့အချိန်တိုင်းမှာလည်းတယောက်ကိုတယောက်ခွင့်လွှတ်တဲ့သဘောတွေနဲ့အမျက်ကိုပြေလျက်တယောက်ကိုတယောက်ချစ်ကျွမ်းဝင်ခြင်းနဲ့အိယာဝင်တဲ့တော်သူတွေဖြစ်ဖို့ကောင်းကြီးပေးတဲ့ဖဖျားခင်။မိသားစုနဲ့ဆိုင်သောချိန်ချင်းအမင်္ဂလာအားလုံးကိုလက်ဝါးကိုင်းတဲ့ပုံမှာယေရှုခရစ်တော်ခံခဲ့သောတရားတစ်ချက်များအသွေးတော်အားဖြင့်တွန်းလောင်းခဲ့သောအရာခတ်သိမ်းအားဖြင့်ယနေ့ပင်ဟာလေလုယာအောင်မြင်ခြင်းကိုပေးပြီးဖြစ်လို့ယေရှုတင်တယ်။အာမင်အားလုံးကိုဖယ်ရှားပြီးဖြစ်လို့ယေရှုတင်တယ်။ဝမ်းနေခြင်းနဲ့ဝမ်းမြောက်ခြင်းကိုမိသားစုတွေကြုံဆုံရစေပါဟာလေလုယာ။စိတ်မညီသွားခြင်းနဲ့ကားခုံရွှင်လန်းရသောအခွင့်ကိုကိုရှင်မိသားစုတွေမှာပေးပါဖဖျားခင်။တယောက်ကိုတယောက်ကိုရှင်ဖျားဒီနေ့စိတ်မချနိုင်သောသူတွေတယောက်ကိုတယောက်အဖြစ်တင်သောသူတွေရှိပါကလည်းယနေ့ပင်ယုံကြည်ခြင်းအဖြစ်ကောင်းသောစကားတွေကိုသုံးဆောင်ပြီးအစပြုနိုင်မှုသာဆုတောင်းပါတယ်ဖဖျားခင်။ကိုရောဘုံထင်ရှားသောမိသားစုတွေပေါ်ထွန်းလာဖို့ယနေ့ဆုတောင်းကြပါတယ်။တို့မိသားစုတွေတဆင့်ကိုရှင်ဖျားဒီနေ့ဤနိုင်ငံဒီနိုင်ငံမှာရှိသောလူမျိုးများစွာကိုမေတ္တာအဖြစ်ဒီနေ့ခရစ်ယာန်အပြစ်ခွင့်လွှတ်ခြင်းကိုကြေညာပြီးတော့လွတ်မြောက်ခြင်းကိုပေးသောစစ်သည်တွေဟာလေလုယာဝိညာဉ်ပိုင်းဆိုင်ရာဝိညာဉ်ရေးခေါင်းဆောင်တွေနေရာအသီးသီးမှာပေါ်လာဖို့ကောင်းကြီးပေးပါတယ်မိသားစုဟာဒီနေ့ foundation ဖြစ်သောကြောင့်ခရစ်ယာန်ဘုရားတို့ foundation ကိုဖျက်ဆီးဖို့ကြိုးစားနေသောမာနရဲ့လက်နက်များအားလုံးကိုလည်းအိန္ဒိယကနေခရစ်တော်၏နာမကိုအမိပြုရခြင်းနဲ့စီးကြကြပါတယ်ဖဖျားခင်မိသားစုပေါ်မှာကောင်းမြတ်ခြင်းကိုဝန်ခံတယ်မိသားစုတွေအပေါ်မှာယနေ့ကျမ်းမာခြင်းကိုဝန်ခံတယ်မိသားစုတွေအပေါ်မှာငြိမ်သက်ခြင်းကိုဝန်ခံတယ်ညှော်လင့်ခြင်းအရှင်ဖြစ်သောယေရှုဘုရားကိုရောကိုရသောမိသားစုတည်တည်ဖြစ်ဖို့အိန္ဒိယကနေတို့ဆုတောင်းကြပါတယ်ခရစ်တော်နာမကိုအမိပြု၍ဆုတောင်းစက္ကန့်အနံ့ကြပါ၏ဖဖျားအာမင်ဒီနောက်တိုင်းကိုဘုရားရှိခိုးပေးပါစေ